အားလုံးပဲမင်္ဂလာညချမ်းလေးပါပဲရှင် Queen YouTube Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေဇလံကောင်းလေးများစွာကိုနေတဲ့တက်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေဒီနေ့တင်ဆက်မယ့်ဇလံလေးကတော့ကွဲနေတော့တသားအိမ်ဆိုတဲ့ဇလံလေးကိုပြပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်ဒီဇလံလေးမစားခင်မောင်းကျမရဲ့ channel ကိုလာရင် subscribe ပြီးတော့ပြီးဇလံလေးတွေသိရှိနိုင်ဖို့အတွက်လေးဘေးနာ notification ကိုနှိပ်သွားပြီးအတွက်တောင်းဆိုကြပါရရှင်ဟုတ်ကဲ့ဇလန်လေးကိုပဲစားလိုက်ကြရအောင်1990ဝန်းကျင်ကစင်ကြယ်ပုံရက်ကတခွင်ဟာညနေ6နာရီမှာပဲအထက်တန်းပြဆရာမကိုကြည်နိုင်ကတော့ဘွားရဲ့အမှောက်မှန်ဆုံးခြင်းကိုပဲအမတ်သားပြုနေခဲ့ရတယ်။နေဝင်စာညနေရောက်လေသူရရဲ့တသားရင်လေးပေါ်မှာအာမရှိသလိုနဲ့ကြောက်လာတဲ့အိမ်ထဲမှာဝမ်းနည်းမှုနဲ့အငင်ဘလူကလမ်းမိုးနေစေပါပဲ။နှလုံးရောဂါဝေဒနာခံနေရတဲ့ဇနီးဖြစ်သူမတ်ဝူဝေမြင့်ဟာလေမထင်မဲ့ပဲရုတ်တရက်နှလုံးဘက်ကကွယ်လွန်ခဲ့ရတယ်။အရာရာကိုစိတ်ချလက်ရှိနှွေးထွေးကျင်နာစွာဖြင့်ဥဆောင်နိုင်ခဲ့တဲ့မတ်ဝူဝေမြင့်နဲ့မရှိတော့တဲ့နောက်ပိုင်းဟာကိုကြည်နွေရဲ့ဘဝဟာလေကြီးမားရတဲ့လေးခင်တာတစ်ခုအဖြစ်ကြောက်လွဲသွားခဲ့ရတယ်။နှွေးထွေးမှုအင်အားနဲ့အိမ်တော်ဦးစီအထီးကမန်တိုင်ကိုဆုံးရှုံးရသည်ကလေအသက်35နှစ်ရွယ်ကိုကြည်နိုင်ပခုံးပေါ်သို့မိုးချိုးပစ်ချသလိုပါပဲ။အိမ်ထဲတွင်တော့လေခလေးငယ်တဝင်းရဲ့တပ်များကလည်းဖားပင်ပြစ်သူ၏ရင်းထဲကိုအပ်နေသလိုပဲဆူချနေရပါရီ။သမီးကြီးစွစွဝေကအသက်ရှင်နေတဲ့အဖြစ်အပျက်ကိုလည်းနားလည်တော့လေအဲကျိတ်ကဖခင်အတွက်စူးစမ်းအားပေးနေသူမိဖို့ကြောင့်နဲ့တော့မကြတဲ့ခလေးများကပြင်ဝင်ကူနေရတဲ့သူပါပဲ။သမီးငယ်နိုင်ဝေက9နှစ်မှာပဲမိခင်ကိုရှာဖွေနေဆက်ပါပဲအဖေကိုကြီးကမျက်ရည်ဝဲနေခဲ့တယ်ဒီလိုအခြေအနေမှာပဲလာသားရွယ်ကလေးငယ်ကလည်းနှိုးချိုဝအောင်ပြင်နှွေးထွေးမှုကိုပြောဆောင်အောင်ပြင်ဘလို့ကြစ်ချအောင်လဲဆိုတဲ့မိကိုများကိုပဲကိုကြီးနိုင်ရင်တွေကအနှစ်တရသလိုပဲဆူနေခဲ့ရတယ်အထက်တန်းမြဆရာဘွားနဲ့မပြေဆုံးတဲ့စားဝတ်နေရေးမိဘမြတ်တာပေးပါပြရမယ်ကလေးငယ်တုံးကချိုးတဲ့ဆုံရှုံလိုက်ရတဲ့ဇနီးဖြစ်သူကိုကြီးနိုင်တယောက်နဲ့ဒီမိုင်မောင်စုမှာပဲကာလာတွေကိုဘလို့များရုံးကန်နေရမှာလဲလွန်ခဲ့တဲ့6ရက်နေ့ညနေ6နာရီကနေအတိဒုက္ခရောက်ဆုံးမှာတွင်မြင်ကွင်းကိုလည်းကိုကြီးနိုင်အုံနောက်ထဲတွင်ထာရဆနေခဲ့ရတယ်။ဇနီးတဲ့မက်ဝေမြင့်နဲ့အသက်မရှိတောင်ကိုဆရာဝန်ကအတိအကျပြုလိုက်ပြပါတယ်။ကိုကြီးနိုင်လည်းရက်ကွက်ထဲမှာတခုတည်းသောဆရာဝန်ကိုအပြေတော်သွားခေါ်နေစဉ်အသက်9နှစ်ရွယ်သမီးငယ်နိုင်ဝေကလည်းခရင်ပေါ်ဘေးတွေငုတ်တော်ထိုင်ရင်မိခင်ကိုဖော်ပြုတ်ပြီးနေရပါတယ်။ဝေမြင့်လေသမီးငယ်မျက်နှာကိုရုတ်တရက်အသက်မဲ့စွာဖြင့်ဖြူဖြော်ဖြောင်းပြနေပြီဖြစ်တော်လေနိုင်ဝေလေဒီလိုချင်းတွေကိုတက်ချနားမလည်ခဲ့ပါဘူး။သူမရဲ့မျက်လုံးများဝိုင်းမှလေမိခင်ကြီးမျက်နှာကိုစူးစိုက်ကြည့်နေခဲ့တယ်။လက်ကလေးတစ်ဖက်တွေလည်းမိခင်ပခုံးပေါ်တင်ထားပြီးကျန်တစ်ဖက်ကတော့အေးဆက်နေပြီဖြစ်တဲ့မဝေမြေလက်ချောင်းတိုင်များကိုစပ်ကန်ထားရပါတယ်။မေထပါအောင်သမီးကိုလည်းစကားပြောပါအောင်စကားကိုခတ်တုံနဲ့တရိုးရစ်ဆွဲခဲ့ရပါတယ်နိုင်ဝေးလဲသူတို့၏မေဒီလည်းအိပ်ပျော်နေသည်ကိုထင်မှတ်ပုံရတယ်သူမ၏လက်သေးများပင်မိခင်၏လက်ကိုပဲအသားရဆွဲလို့ပြီးနောက်နွတ်ဘိုက်စားပြီဒီလိုအိတ်နေရင်နွတ်ကဘသူကထမင်းကျွေးပါတယ်ကလေးငယ်ပြူစင်လာတဲ့တန်နေတိတ်ဆိတ်နေသောအိမ်ငယ်လေးတို့ကစပြတ်သွားစေရတယ်။နိုင်ဝေးလည်းအမေလက်ကိုခပ်ပြင်းပြင်းလေးဆွဲလုပ်ပြန်နေ။အသက်မရှိတဲ့လက်သားများကနေတုံးလို့ရွေ့မရပဲတောင်တင်းနေရပြီးအေးဆက်နေရပါတယ်။အေးဆက်လေးလံနေတဲ့ထိုလက်များကိုပဲစုပ်ကိုင်းရင်နိုင်ဝေး၏မျက်လုံးများတွင်လည်းထူးဆန်းလာတဲ့အလင်းရောင်တစ်ခုပေါ်လာခဲ့ရတယ်။ဝမ်းနယ်မှုတဲ့ပိုးရည်ကြီးမာလာတဲ့ရှုပ်ထွေးမှုနဲ့ဆောင်းရည်ပုံမှုရေးရောင်တစ်ခုဖြစ်လာခဲ့တယ်။မိခင်ဤခနာကိုယ်တွင်လည်းအမြဲတမ်းနှွေးထည့်ကြသည့်အတိုင်းပဲမန်နေတော်ပဲတောင်ထဲမှာချောနေရသည်ကိုသူမရဲ့အသိဉာဏ်ငယ်လေးကစတင်ခန်းစားမိလာတယ်။လှုံလုံးနေတဲ့ကလေးမ၏ပုံရိပ်များလည်းဆရာဝန်ကိုဆွဲခေါ်ကာရင်ပြန်ရောက်သည်ကိုကြီးနိုင်မျက်လုံးများတွင်လည်းညနေခင်းရဲ့အမောင်ဆုံးမြင်ခွင့်အဖြစ်ထာဝရတစ်စက်ရိုက်ခဲ့ရပါတယ်။ကိုကြီးနိုင်လည်းရ
ရန်ကုန်စင်ကြေပုံရက်ခတ်တင်ဆရာဝန်တော်ဖြစ်ပြီးတော့ရည်တည်နိုင်ခဲ့တော့လေသူမ၏မူလစာတွေကအညာဒေတာမှာဆင်းရဲချွတ်တဲ့သောဒေတာတစ်ခုဖြစ်ခဲ့ရတယ်။ငယ်စဉ်တွေကစာကျင်နေတဲ့ပြင်းကြတော်တဲ့မိဘများရဲ့အခြေအနေကြောင့်ဖုန်ကြီးเจ้าနဲ့နေထိုင်ကပညာသင်ကြားရပါတယ်။ဖုန်ကြီးเจ้าနဲ့ဆရာတော်များရဲ့စောင့်ရှောက်မှုဖြင့်အနစ်နာခံစ조사အားထုတ်မှုတို့ကြောင့်လည်းပညာရေးဘွဲ့ကိုရရှိခဲ့တယ်။ထိုများနဲ့မိမြောက်လာပြီးတော့ရန်ကုန်မြို့ရောက်အောင်အခက်အခဲပေါင်းများစွာကိုကြော်ဖြတ်ကောင်ပညာရေးမဟာဘွဲ့ကိုပဲစခူးနိုင်ခဲ့ရတယ်။စင်ရတာဘွားမှာဘွဲ့နှစ်ခုရသည်နဲ့တူအထက်တန်းပြဆရာကိုပဲရရှိခဲ့သည့်ကိုကျင်နိုင်အတွက်တော့ဘွားအကြီးမားဆုံးဂုဏ်ထူးတစ်ခုဖြစ်ခဲ့ရတယ်။ကျိုးသားအားထုတ်မှုနဲ့အနာဂတ်ပေါ်ထားရှိရဲ့ရည်မှန်းချက်များနဲ့ဆရာတော်မတယောက်ပေါ်ပဲဝေမြင့်ကဆုံးစေခဲ့ရတယ်။ဝေမြင့်လည်းကိုကျင်နိုင်နဲ့နောက်ဆုံးခံဆန့်ကျင်ဘက်များစွာနဲ့မြို့များမှာပညာတတ်မျိုးရိုးအစဉ်တန်းများနဲ့မွေးဖွားလာပြီးသူတို့ရဲ့မိဘများကတော့သမီးကိုစာပေတန်းအားပေးခဲ့ရတယ်။သမီးဆရာဘွားကဝင်ငွေမများပေမဲ့လည်းဂုံးသိက္ခာရှိသောလုပ်ပဲဟုမဝေမြေဖခင်ကသမီးကိုအမြဲပြောဆိုတတ်ပါတယ်။ကိုကျင်နိုင်တောဆန်သေးတာများနဲ့ရိုးသားမှုစာပေများနဲ့လည်းပညာရေးပေါ်ထားရှိတဲ့ဆွဲမြင့်သောစိတ်ဓာတ်ကိုလည်းဝေမြေကမျက်နှိုးခဲ့ရတယ်။ဆရာနှစ်ဦးပေါင်းရင်ဖက်ကြတဲ့အခါလေးဘွား၏မြင့်မြတ်နှစ်ခုတစ်ခုတည်းသောလမ်းကြောင်းပေါ်သို့ကျောင်းလာကလာပါတဲ့အနာဂတ်ကိုတိဆောက်ခဲ့ရပါတယ်။ဇနီးတဲ့ကွယ်လွန်တဲ့အချိန်တွင်လည်းကိုကျွန်းနိုင်လည်းတိဆောက်လာတဲ့ဘွားမြင့်မြတ်လမ်းကြောင်းလည်းရုတ်တရက်ကွဲဟိုသွားခဲ့ပါတယ်။ဇနီးတဲ့ပညာတတ်မျိုးကပင်ရှိသောအကိုရကိုကျွန်းနိုင်သည်လည်းရုံးငယ်မှုပေးရတဲ့အာမန်တို့သည်လည်းလာသားရဲ့တာငယ်လေးငိုတန်အောင်တွင်သမီးကြီးဝမ်းနိုင်မှုနှင့်ဂျီမန်းချက်တို့ရှိတဲ့တုံလို့ချောက်ချခဲ့ရတယ်။ပညာရေးပေးရရှိတဲ့ဆရာကြီးဖြစ်တော်လဲခရီးတော်ရာကြီးဝမ်းရဲ့ထွက်တော့လက်စာနဲ့မပြေမီတဲ့မြစ်တာကိုပဲကိုချီနိုင်လက်ရှိပင်ဖြစ်နေခဲ့ရတယ်။လက်နဲ့9နာရီမှာပဲကိုချီနိုင်လဲအချက်ပေးနိုင်လို့ပါခဲ့ပါတယ်။လာသားရဲ့ဘဘိုးကြီးငိုတန်းဆူချနေပြီးညနေတကောင်ရဲ့မဆာရဲ့မနက်ခင်းဒီတော့သူရဲ့အချိန်စရာကိုတိချက်သာထင်ချုံနိုင်ရပါတယ်။ဒီနေ့မနက်တွင်လည်းဘဘိုးကစံချိန်တင်ခဲ့ပါတယ်။ကိုကြီးနိုင်လည်းမျိုးလုံးများကိုမနက်ဖွင့်ကငိုနေတဲ့တားငယ်ကပခတ်တဲ့ကိုပွေ့ချပြီးတော့လှုပ်ဖြော်ပေးလိုက်ရတယ်။ဘွဲရပြင်းပြညာတက်ပြီးတော့ဟိရှိတင်တဲ့တင်ယူခဲ့တဲ့ခလေးတော်တော်လုံးမောက်ဘူးချိန်တဲ့ချိုးစားများကိုချုံငိမ့်ရမယ်သူတဲ့တနာများနေတဲ့ပိုးရခက်ခဲနေရပါတယ်။ဖိတ်သားငယ်ရေအငိုတွေတိတ်ပါတော့ကွာဒီဘေဘေကတော့ตาလေးတော်တော်လုံမှုတွေဖြောနေတာပေါ့ကွာကိုချီနိုင်လဲအဆက်မပြတ်ငိုနေရတဲ့လာသားရွယ်သားငယ်လေးကိုရင်ဝင်ထဲကိုတုပ်ရှင်ရင်ပြည့်လုံမှုဖြောနေစတတိုးတို့ပြောကချောမော်နေရပါတယ်ဘိုးဘိုးကိုလည်းနှုတ်တိုက်နေတဲ့အချိန်တွေလဲအိမ်ဤလေကားထက်များကသမီးငယ်နှစ်ဦးနဲ့ခက်တိုညင်းဝတန်စကားများကိုလည်းသူအားကြားလိုက်ရတယ်သမီးကြီးစွစွဝေကောင်သမီးငယ်ညီမလေးကိုလည်းကျောင်းသားရဲ့တန်းပြည့်စင်ပေးနေခြင်းဖြစ်ခဲ့ပါတယ်နင်တို့မြင်မြန်လောက်ပါဆိုဖေဖေကျောင်းသားကြားလိုက်မယ်မမေသာရှင်းနေရင်တော့နေဒီတော်တွေခရီးခရောက်ဖြစ်မှာမဟုတ်ဘူးအတန်ကိုတင်းတင်းမာမာဆူလိုက်ပါရင်ကိုကြီးနိုင်နားရတဲ့လေဝလာတဲ့ဆွဆွဝေးစကားတန်ကြောင့်လဲရီမြလို့ငုံမြလို့ဖြစ်ခဲ့ရတယ်သမီးကြီးလည်းမိခင်ဆုံးပါပြီတော့စော်ရတဲ့ကျောင်းသူဘွားမောင်နဲ့တောင်ဝန်တစ်တန်လုံးရင်အရှင်မဘွားတို့ကူပြောင်းလာခဲ့တယ်အဲ့လဲဝေးလေချင်းပြန်ပြီးခံပြောနေဟေးအမေဆိုရင်တော့လုံးမနေတဲ့ဖေလိုပဲမလို့ပဲအဲ့ရပေးမှပဲကြည်နေခဲ့တယ်ကိုကြည်နိုင်လေတားငယ်ကိုရုံကနေကိုပိုင်လဲပင်မှာချွေးတဲ့များကိုနှမ်းရှက်လိုက်တယ်ဟာဖေကောင်နှုံမုံနဲ့နနေတဲ့သူဖြစ်တယ်လား9နာရီတွင်တော့တကယ်ပဲပွဲဆပါပြီဘဘို့ကိုအိန္ဒိယကျင့်တော်ကြီးထံသို့ပေးရပြီးတော့ကျောင်းကမလာမီတမင်းညောက်ကအမျက်ဆုံးအိမ်မြေရအောင်တော်တော်လိုက်တယ်နိုင်ဝေးကလည်းကျောင်းသားခန္ဒီမောင်ဖက်နဲ့တစ်ဖက်ကိုရှာမရတော့ဘူးငခဲ့ပါရင်ဟာနွတ်ရဲ့မနေ့ကမမေမျိုးတဲ့ထဲခိုင်းတယ်လေမျိုးဖို့လေးလိုမျိုးနေဗနကပျောက်သွားတာမဟုတ်ဘူးလားဒီအိမ်မှာပဲရှိနေတာမို့နောက်ဆုံးနေတော့ခရင်အောင်နေတွေ့ပြီးတော့သမီးညောက်ကိုကြောင်းလန်းကဲတော့အပြေလာသွားလိုက်ရတယ်ကိုကြီးနိုင်နေစင်ဘွားလေးထန်တန်းပြဆရာတအုပ်နဲ့မတူတော့ပဲခရီးတဲ့ကျောင်းတရားကြီးကျောင်းအောင်ကြီးနဲ့အရှင်မတရားကြီးဘွားဘွားများစွာဆက်သားတွေ
ဟာသာတပုတ်တော်ဖြစ်နေခဲ့ရတယ်။ကြောင်ရောက်တော့မျက်နှာမှာချွေးတန်ရှိရှိနဲ့ချက်အင်းကျင်ပေါ်တွင်ဘိုးဘိုးကြီးနှုတ်ဆုံးကံများကအမှတ်တရလိုက်ပါခဲ့တယ်။စာတင်ချိန်နဲ့တင်ချပြနေရတဲ့ဆရာမကသူ့ကိုမေးလိုက်တဲ့အခါဆရာကြီးနိုင်ဆရာယူဝပေးတာထံကဘယ်ချိန်လဲကိုကြီးနိုင်လဲညလုံးများကောင်းမွန်ရေးပြပြန်ဖိလိုက်ပုံပါပဲဆရာမောင်ကျွန်တော်ပွားမှာပဲယူဝပေးတာချိန်ကတော့လုံးမြုပ်ဖြော်တယ်ပါပဲအိမ်သာတက်ချိန်နဲ့ချိန်များတော့ပဲရင့်တက်တဲ့ချိန်တွေပေါ့ဗျာကျွန်တော်ကဘွဲရပညာတတ်ဖြစ်ပြီးတော့သားသမီး3ယောက်ထွက်တော့ခလိန်တွေဘွဲရဖြည့်တော့ပြောင်းလဲနေရဖို့ပဲအလိုရှိတော့ပါတယ်ကိုရင်ထဲကရှိရကိုအကုန်ဖွင့်ချပြောလာပြီးလက်ချောင်းဝါတွေတက်ဆိုးနေရပါတယ်တနေ့တော့စာသင်ငယ်တွေနဲ့တည်ငြိမ်နေရတယ်စာသင်ကြပြီးနောက်တက်သားလုံးအိမ်လေးများတယ်မုံတိုင်းငယ်တခုအဖြစ်တော့သူတို့စောင့်ရှောက်ပြန်နေပါတယ်သူတို့ရဲ့ကျောင်းဆရာတဝက်ထက်ကလေး300ဤအရှင်မဝန်ထုံးဝန်များလဲတပြန်တည်းထိုင်ရတဲ့သူဖြစ်ကြောင်းကိုထိုည6နာရီကနေအမျက်တတိပေးနေတက်ရပါတယ်ဒီလိုဒီနဲ့ချစ်စနီမတ်ဝေမြေဆုံးမသွားတဲ့ထရပင်ပြေးခဲ့ပြီဇူလိုင်လမိုးညညိုနဲ့အတူကိုချီနာရင်တဲတင်လဲလမ်းမော်မုံနဲ့လိုက်ဖို့ထန်နေပြီးတပြန်ရက်ထဲမှာပဲမြင့်တက်လာခဲ့ပါတယ်ညနေ6နာရီဘွားမမန်းဆောင်ကိုချိန်ကိုလည်းမှတ်တမ်းတင်ခဲ့တဲ့ချိန်ကယခုချိန်တွင်သူမ၏ချစ်စနီကိုပဲမှတ်ရစေခဲ့တဲ့တတိယချိန်တစ်ခုအဖြစ်ပြောင်းလဲခဲ့ရပါတယ်လွန်ခဲ့တဲ့တလားခန့်ကလိုပဲမိုးတိတန်သွားမရသွန်းတော်လဲညနေ4နာရီလေးနေပြီးရေပါလာခဲ့ရတဲ့ဇူလိုင်မိုးရက်နဲ့တူကိုချီနာရဲ့ဝမ်းနည်းမှုကိုလည်းပုံမနှဆိုင်စေခဲ့ရတယ်သူတည်းအရှိလေကဟောင်းတွေပေါ်တွင်လည်းငူငွေငိုင်ထန်နေရတဲ့သူတို့နှစ်ဦးသားနဲ့အတူတူကလက်ထဲခါတိဆလာခဲ့ရတဲ့တသားရင်လေးလည်းအပြေပြောင်းကအပြင်လှပနေရပါတယ်အိမ်ရှိမှဝေးမြင့်မရှိရတဲ့နောက်ပိုင်းမှာလည်းအဲ့ဒီဝိညာဉ်ပင်ကွဲလာသည်ကိုခံစားရတယ်။ရလုံများမိတ်နဲ့ဒီနေ့ဇနီးပသူရဲ့နှွေးထွေးမှုနဲ့အပြောင်းစိတ်ချစာကလေးငယ်များကိုထမ်းချောင်းနေပုံနဲ့ညနေတကောင်ရဲ့စပွဲပေါ်တွင်သူအားစာပြင်းနေရှယ်ပေးမှာပဲလက်ဖက်ရည်ခွက်လာချပေးရတဲ့ပုံရိပ်များသည်လည်းအသက်ဝင်လာခဲ့ရတယ်။ဦးရဲ့မိမရှိရတဲ့နောက်ကို့ဘွားမမတကြမှုမရှိရတဲ့ခလင်းငယ်တရားမို့ပဲလို့ရှင်တဲ့ကလည်းတိုးရစာရေရိုးမရပါရင်သူမလည်းစကားပြောဆိုရတယ်ချိုးသားတဲ့သူမပြစ်ဆောင်တဲ့ဆရာဘွားကိုပဲအားပေးတတ်ပါတယ်သူ၏ဘွားရင်မဲ့ချက်ကိုပဲမြင့်တယ်ပေးပြီးသူတို့ရဲ့ပညာရည်မျိုးနဲ့သူတို့၏မျိုးပြနဲ့ရင်းနှီးစေခဲ့ရတယ်ယခုမှလည်းသူမ၏ရင်ထဲများကနဲ့သူမ၏အတန်းများသူ၏လှောက်ရှားမှုများလည်းပြတ်ကွယ်သွားရပြီးလေယာဉ်နှစ်ကြီးတစ်ခုသာကျန်ရစ်ခဲ့ရပါတယ်ကိုချီနိုင်လည်းအသက်35နှစ်အရွယ်ဖခင်တို့ဖြစ်တော်လဲယခုအခါထင်းချံမှုနဲ့စိတ်ပင်စမှုအောက်တွင်တုံ့လုံနေရတဲ့သူသားဖြစ်ခဲ့ရတယ်ဒီလိုနဲ့ဝမ်းနဲ့စိတ်ကရှစ်လာပြီးတော့တိတ်တဲ့နေစဉ်တော့အိမ်ထဲမှာတွင်အီဝဝနဲ့အော်ဒန်နဲ့သူတားငယ်ပူပူ၏ငိုတန်ဆူရှောက်တာကထွက်ပေါ်လာခဲ့တယ်ကိုချီနာ၏လမ်းမော်မှုနဲ့ရဲပြင်းပါလေချက်ချင်းနိုးထလာရပါတယ်တားငယ်ကိုထားခဲ့ပြီးတော့လမ်းမော်နေခင်ကသူ၏ဇိမ်ခံဝင့်မဟုတ်မှနားလေခဲ့တယ်လေကလေးပေါ်မှာပဲအဖေလာထွက်သွားစဉ်ဇွန်လ6ရက်နေ့မှာအစ်ဆက်နေရတဲ့စနေတိုင်၏လက်ကိုကင်ထားရင်ငူငူလေးထန်နေတဲ့သမီးငယ်နေနဝေ၏ပုံရိပ်များကလည်းသူ၏မျက်လုံးမျက်မှရုတ်တရက်ဖြတ်ဝင်သွားခဲ့ရတယ်။တားငယ်ပုံမလဲပကတ်တွင်တရှောင်းကျော်ငွေချင်းနေရပြီးကိုချီနိုင်နဲ့တားငယ်ကိုပိတ်ချလိုက်ပြီးနောက်ခြေဘွားကိုကန်ကြည့်လိုက်တယ်။ပကတ်ပေါ်တွင်ဆွဆွနေရတဲ့အရေရာများနဲ့လာသွားရဲ့ဘဘိုးရဲ့အတန်းတန်ငိုသိမ်းနေရတဲ့ကလည်းသူ၏အတန်းပြဆရာမကြီးနဲ့ဆရာဖခင်ကြီးတော်၏ဝတ်ထားတဲ့အဆက်ပေါ်ကဘုံအချိန်မြေတိုးချလာရပြီးတော့ချူချူပေါက်ချလိုက်ရပါတယ်ပူဆွေးနေရတဲ့ဖဖိုးလေးရှူချများနဲ့ရှယ်အင်းကြီးမှာတဆင်ကြည့်နိုင်ပြီးကိုချီနိုင်ရေဘက်ပေါ်သို့ဆင်းဝင်လာရခဲ့တယ်ဟာဖေဖေကနှုတ်မောက်ဖြောနေတဲ့သူဖြစ်ပြီလားနုနုဝေစကားကိုပြန်ပြေးကြောင်းအောင်ခဲ့တယ်ယခုတော့နှုတ်မောက်များနဲ့စီးနဲ့ပေါက်ဆက်သွားပြီးတော့ယခုအခါလေးကိုချီနိုင်မကြီးနိုင်မငုံနိုင်ဖြစ်နေကြရတယ်တကောလုံးလဲဆွဆွပေးချောင်းသွားပြီးကိုချီနိုင်လဲညဝုံများ၏တောက်နေမျက်ရည်စာများဝဲလာခဲ့ရတယ်ဝမ်းနည်းမှုအတွက်မဟုတ်တော့ဘဲဂျိုဒီယထိလာတဲ့ဖြစ်ကြောင်းမှုကြောင့်လဲလွန်ခဲ့တဲ့တလားလုံးလုံးကလမ်းမော်နေရတဲ့ဝိုင်းဝန်းနေခြင်းနဲ့တူအားငယ်ခြင်းဟိုရဲ့စိတ်ခံစားရများနဲ့
တန်တရားတွေနဲ့လက်ပတ်နေရပါတယ်။သားငယ်၏ရှုပေါချမှုကြောင့်လည်းထိုလန်းရဲ့တမီပညာများနဲ့တရှိန်တို့ကက်ဆက်ခြင်းကြောင့်ခံရလိုက်တယ်။အလွမ်းဆိုသည်မှာလည်းသားငယ်၏ငိုတန်နဲ့နှုတ်မှုဖြော်နေရတဲ့ပူချိန်နဲ့ပဲချိန်ရမည်နှုတ်မောအစာများအိမ်ကြီးချင်းများနဲ့ဒေါ်ကြီးဆန်သောပြည့်ရရတယ်။အချက်ချဂရင်အောက်တွင်ဖနဲ့ရှာပေးရပြီးတောင်းနဲ့အရှာအားလုံး၏နောက်ကတွင်ရှိတဲ့ဖြစ်ကြောင်းကိုသားငယ်ကသူတို့ကိုတတိပေးလိုက်ရပါတယ်။ကိုကြည့်နိုင်လေပူနေဆွဆွနေရတဲ့ရှင်ဘက်ပေါ်တွင်ကောင်းမီရဲ့အိပ်ပျော်နေရတဲ့သားငယ်ပူပူကိုပွေ့ချီထားတယ်။ကျေးဇူးပါသားငယ်ရဲ့ဒီတပီယာဘလောက်ကြည်ပွဲရပါစေချစ်စနီးနဲ့ကိုပဲဘလောက်ပဲလွမ်းနေပါစေမင်းတို့တောင်းအတွက်တော့အရှင်ပေးရမယ်ဘွားကြီးမှာပဲလွမ်းမို့ဖို့တဲ့အရှင်မပေးနိုင်ဘူး။သူရဲ့ရှယ်အင်ကြီးနိုးစောနဲ့စီစွန်းတို့ကိုပေးချက်နေရပြီးညနေ6 နာရီတွင်တော့မောင်မဲဆုံနဲ့ဝိုင်းနိုင်မှုမရှိတော့ဘဲလွမ်းမို့မှုပြင်းချလာတဲ့အချိန်ကိုပဲသားငယ်၏နှုတ်ထွက်ဆွဆွနေရတဲ့ရှူပေါချမှုများနဲ့လွင့်ပြည့်စေခဲ့ရခဲ့ပါတယ်။လက်ထဲတွင်ကြံခဲ့ရတယ်။ကျစ်ဆက်တိုင်းဝဲမှာပဲဖခင်တို့ကကြီးမားလာတဲ့တောင်ဝဲတရားနဲ့ခလင်းငယ်များကိုပဲရစ်တာသားပေးခဲ့ရပါတယ်။ကိုကြည်နိုင်လည်းဇူလိုင်လ၏မိုးတန့်ကိုကြံရပြီးတော့တူတူလေးရွရွလိုက်ခဲ့ပါတယ်။ဟိုဝေကိုရရဲ့မိသားစုလေးကမကွဲရအောင်ပြီးကိုစူးစမ်းပါမယ်။စနီးတဲ့လက်ဆွတ်တန်းသားနေပြီးနောက်ဆက်စကားပြောသလိုပဲမိမိကိုယ်တိုင်ပြေးလိုက်ရတဲ့ခတိစကားများကြောင့်လည်းဖြစ်လာခဲ့တယ်။ကိုကြည်နိုင်လည်းညနေ6 နာရီမှလမ်းမိုးဆင်ရပြီးအချိန်ကိုပဲတိုင်းငယ်ဘုံကချူပေါက်လိုက်ခြင်းများကြောင့်ကြော်လာခဲ့ရတယ်။ည7 နာရီရောက်လာတဲ့နေ့သူ၏ဒုတိယမြောက်ဝန်သားကြီးကစတင်လာခဲ့တယ်။အိမ်ရှင်မှာတဝက်တောင်ရန်ပေးစီနောင်လည်းဘွဲရဆရာကြီးတောင်ဝပြန်လဲစတင်ခြင်းဖြစ်ပြီးအတန်းတန်းမြင်တဲ့ပုံမှန်အထက်တန်းကျောင်းများနဲ့အတန်းများကလုံးဝနဲ့မတူပါဘူး။တင်ကြရေးပဝဲကျင်မှာပဲအိမ်ရှိစပွဲဟောင်းလေးဖြစ်ပြီးစပွဲပေါ်တွင်ညစာကြံခဲ့ရတဲ့ထမင်းပကံများကိုဖယ်ရှားပြီးနောက်သမီးကြီးစစုံဝဲစာအုပ်ခန်းများတွင်လည်းခိုင်းရမှုများကနေရာယူလိုက်ပါတယ်။သမီးငယ်တို့က9 နှစ်ကနေမူဖခင်နဲ့အမကြီးတို့၏စာသင်ခန်းတွင်ပေါင်ရင်တို့သောကြောင့်လည်းအတင်လိုက်ထိုင်နေရပါတယ်။ကိုကြည်နိုင်လည်းသမီးကြီးဆွဆွဝေနဲ့စာအုပ်ဖတ်ကိုလှမ်းကြည့်လိုက်ပါတယ်။ဆွဆွဝေလည်းစာလွန်တော်သူဖြစ်သည်မိခင်ရဲ့အနာဂတ်တင်ချပေးမှုကြောင့်အများဆုံးရခဲ့တဲ့သမီးကြီးသောဖြစ်တော်လဲမိဘများ၏မျှော်လင့်ချက်သမီးကြီးလည်းဖြစ်နိုင်ခဲ့တယ်။ဆွဆွဝေစာအုပ်ပေါ်တွင်အာယုံဆူဆတ်မှုပေါ်ကပြီးသူငယ်တန်းမှာစတုတ္တတန်းအထိတော်တန်းတွေလည်းအမျက်ပထမနေရာနိုင်ခဲ့သူဖြစ်ခဲ့ရတယ်။ကဲသမီးတင်ချစာအုပ်တွေထုတ်ဒီနေ့ဆရာမတင်ထားတဲ့မျက်နှာပြင်ကအေရီယာကိုရှာနေကိုဖေးတို့ပြန်ပြီးထွေးရအောင်စစိုးဝေကခေါင်းငိမ့်ပြခဲ့ပါတယ်။ခိုင်းတဲ့ကိုတင်းတင်းဆုပ်ကိုင်းထားပြီးကိုကြည်နိုင်ထက်တန်းပြဆရာဖြစ်တော်လဲတင်ချာကိုကျွမ်းတင်ဆောင်နေတင်ပေးနိုင်တော်လဲသူ၏လက်ရှိတင်ချရင်းနဲ့စိန်ခေါ်မှုမှာပဲတင်ချပြဿနာမဟုတ်တော့ပဲသမီးကြီးစိတ်ကံဆောင်မှုဖြစ်ခဲ့ရတယ်။ဖေဒီပု္ပ္ပာကဖြေနိုင်ပါတယ်ဟုစစိုးဝေကအတက်တရောပြောလိုက်ပါတယ်။ဟုတ်ပါတယ်သမီးဖေသမီးကြီးကလည်းအရန်ထော်တာပဲကိုကြည်နိုင်စိတ်ဓာတ်တွေလည်းတိတိကျဝင်လာခဲ့ပါတယ်။စစိုးဝေလည်းဆောင်းကောမန်ကစားတက်ချက်နိုင်တော့လေသူမ၏မျက်နှာတွေခလေးပြီးပြောရှင်မှုရအောင်မရှိတော့ပဲစိတ်ဖိစီးမှုနဲ့အရန်နဲ့မလိုက်အောင်တောင်းရင်လိုစိတ်များကိုသာလမ်းမနေရသည်ကိုဖခင်တို့အနေနဲ့တွေ့ခင်ရတယ်။သမီးစာတော်ကရန်ကောင်းပါတယ်။ဒါပေမဲ့ဖေကမင်းရဲ့ဆရာမဟုတ်ဘူး။ဖေပါမင်းရဲ့ဖေပါပြောနေဖို့ကအရေးကြီးဆုံးပါပဲ။ကျောင်းမတို့တင်းမာနေစရာမလိုပါဘူး။ဆွဆွဝေလည်းဖခင်ကိုမောချီပြီးတော့မဲပြုံခဲ့ပါတယ်။ဖေကလည်းမမေမရှိတော့ဘူးလေ။သမီးတို့အိမ်မှာလည်းအကူညီပေးရမယ်။စာရီလည်းတော်ရမယ်လေ။သူမရဲ့စကားကကိုကြည်နိုင်ရင်ထဲကနေနေခနဲ့ဖြစ်သွားရပါတယ်။အသက်8 နှစ်ရဲ့ကလေးငယ်ပခုံးပေါ်ကျရောက်ပြီးဝန်ထုံးဝန်ပုံများလေးလံနေရပါတယ်။တင်ချာကိုဖော်မြူလာပြီးမျိုးစားများနဲ့စိတ်ပညာနဲ့ကျုံလူမှုရေးစနစ်များကိုလည်းသမီးဘောသုံးပြောရတော့ပါမယ်။ကလက်ထိုင်းပေါ်တွင်ထိုင်နေရတဲ့နနဝေက9 နှစ်ပင်စကားဝင်ပြောခဲ့တယ်။နနဝေလည်းသူမ၏လက်ထက်မှာပချီအောင်ဖက်ပြောက်သွားသည်နှင့်ညကပြောတဲ့စကားတွေကိုစစိုးဝေကပြန်လက်တက်ခဲ့ပါတယ်။ဟင်နှုံးမို့တွေနန်းနဲ့ဖေနနကိုလည်းစာသင်ပေးပါအောင်။အေးပါသမီးငယ်ရဲ့ဖေသင်ပေးပါပေါ့။ကိုကြည်နိုင်လည်းမောင်းမန်းနေကြတယ်မှာပြောပြလိုက်တယ်
နနဝေလည်းစာတင်ရမယ့်အချိန်မဟုတ်သေးမင်းအဖေကအာယုံစူးစိုက်လို့ကိုလိုချင်တဲ့တာဖြစ်ပြီးသူမကိုကိုချီနိုင်ကပွဲရကိုအသုံးချနိုင်ရတဲ့အတွက်ချိန်ရောက်လာခဲ့ရတယ်နနသမီးကတော့ပညာရေးလောကမှာပဲဗျူဟာကြီးဆုံးပါပဲဖေဖေတို့ကိုအတူတူပဲပုံဆွဲကြမင်းကိုချီနိုင်လည်းစာရက်ကိုယူပြီးတော့မင်းမျိုးပန်းတစ်ပွင့်ကိုရေးဆက်ခဲ့တယ်ဒါကတော့ပန်းပွင့်လေးနော်မမေအမြဲချစ်တဲ့ပန်းလေးပေါ့နနဝေကမျက်လုံးဝိုင်းလေးများမြင်ကြည့်နေပြီဖေဖေအဲ့ဒီလိုမျိုးပုံကိုလည်းမမေကသမီးကိုလည်းဆက်ပေးပူပါတယ်ဟုတ်ပါတယ်သမီးရဲ့အခုမင်းဒီပန်းလေးရဲ့အယောင်တွေကိုပဲမှန်အောင်ရေးပေးပါဒီအောင်တွေကိုပဲဖေဖေတို့အထူရေးထွေးရအောင်လေနနဝေလည်းအမကြီးကစိုးဝေခိုင်နိုင်ပူတယ်မှာအရာမုံများကိုထုတ်ယူရိုက်ပါတယ်နနဝေတော်တော်တင်ကြရေးစနေကနေစလုံးမခဏထွက်မဟုတ်ချင်းပဲစိတ်ကူထုံနဲ့တင်ယူပေးပြီးပေါင်းဆက်မှုတို့ကြောင့်လေကိုချီနိုင်ရောက်သုံးရာများအတွက်ရေတက်တင်ကြပေးရရင်ဇနီးတဲ့ဤပုံရိပ်ကိုပကြီးရဲကိုထည့်တင်လိုက်ပါတယ်ဒီပကြီးကားကိုရောက်ချင်နိုင်ရင်မမေကိုတတိရအောင်နော်ဖေဖေနဲ့မေမေတို့ကမင်းတို့ရဲ့အဝေးမှာပဲသွားနေရတာမဟုတ်ဘူးဒီအိမ်လေးမှာပဲအမျက်ရှိနေခဲ့ရတာနနဝေလည်းပန်းရောင်ကိုကောက်ရိုးပြီးတော့အယောင်နဲ့ချေအောင်နဲ့အာယုံဆက်ခဲ့ပါတယ်ဒီအချိန်နဲ့ပဲစစ်စုံဝေလည်းသူ့၏တေချာပို့စာကိုပေးစီပြီးနောက်ညမငယ်နဲ့ဖေဖေတို့ပုံဆွဲနေရကိုငေးကြည့်လိုက်တယ်သူမ၏မျက်နှာပေါ်တွင်လည်းစိတ်ဖီစုများရောက်ကျသွားကောင်ခလေးပြပြတန်းနေငယ်ပြန်ပေါ်လာတယ်ကိုချီနိုင်လည်းသမီးငယ်နနဝေကိုရှင်လန်းအောင်ရေဖတ်တီးပေးပြီးဘေးမှာစစ်စုံဝေ၏စင်စင်ရများများကိုကုဆပေးလိုက်သူတို့ဖြစ်သွားခဲ့ရတယ်ည10 နာရီမှပဲတားငယ်ဘော်ဘောကနိုးဘူးကိုအထင်းကျဖြောသားပြီးသမီးငယ်2ယောက်ကအိပ်ယာဝင်လိုက်ပါတယ်ကိုကျော်နိုင်လည်းအထက်တိုင်းပြဆရာဝန်တယောက်ဖြစ်ပြီးတနေ့ကုန်တော့ယူဝဖေတာသင်္ချာများကိုတင်ကြားလေးရပေးပြီးတော့ယနေ့ခေတ်ရင်တော့သူ၏ဘွယ်ကောင်းဆုံးကိုတုံးချခဲ့ရတယ်အတန်းတစ်ခုသာရှိခဲ့ရပြီးစိုးဝဲထွက်တော့စိတ်ခံစားမှုများရှိလာခဲ့ရပါတယ်နနဝေအတွက်တော့ချစ်ချင်းညစ်ကြများနဲ့ပေါက်ဆဲပြီးထမင်းစပယ်ဟောင်းပေါ်လေးတင်ရောက်ချထားတဲ့မင်းမျိုးပန်းနှစ်ပုံလေးဟာခဲတံရေးထားတာပြီးတခြားပြုံမှုလာပြီးတော့ပြန်ကျန်းနေရပါတယ်ကိုကြည့်နိုင်တဲ့ထိုအမတ်တရားများကိုကြည့်ရင်ပြုံးမိပါတယ်ဒီလိုနဲ့သူအားအကွင်းနေပြီးတတိုင်းလေးကနေခလင်းနေတို့၏ရိုးသားမှုကြောင့်လည်းပြန်လဲပေါင်းစည်းရေးပြီးရှင်တန်နေအင်အားသမျှကိုရရှိလာပါတယ်ဇူလိုင်လလယ်တွင်လည်းဒီမိုးရက်များကမိုးဟာတိထန်စာမရတော့ပဲတငင်းဝင်ရတက်နေရပါတယ်ကိုကြည့်နိုင်ရဲ့ဘွားရုံးကမှုကဲ့သို့ပဲပူပင်မှုကြီးမားလာပြီးမုတ်တတစ်ခုလိုပဲကျုပ်တည်းမဟုတ်တော့ပဲနေစဉ်ဘွား၏နေတိုင်းတွင်လည်းစိတ်ဝင်နေရပါတယ်ဒီနေ့မနေ့လုံးမသွားမီပဲကိုကြည့်နိုင်ရဲ့စပန်းမောင်ကနေငွေရှင်းစာဝတ်ဆိုရင်ခေါင်းကိုက်နေရပါတယ်အထိုင်တန်းပြဆရာလေးလာစာလာကုန်ရန်နေကြံတော်လေးပတ်စံအိတ်ထဲမှာကျန်းသည့်ငွေများကောင်းနောက်တစ်ပတ်စာဆိုရင်တော့ဘဘိုး၏နှုတ်ပုံမျိုးပင်အနိုင်နိုင်ဖြစ်ခဲ့ရတယ်လာစာနဲ့မပြေလာတဲ့မြတ်တာဆိုသေးကရှင်ထဲမှာမြတ်တာတရားကိုပဲမဟုတ်တော့ပဲလက်ထက်နေကင်ထားတဲ့ငွေသားပမာဏဖြစ်ခဲ့ရတယ်ကိုကြည့်နိုင်တဲ့နှုတ်ဘူးကိုပဲမကြည့်တော့ပဲငွေမီရှိတဲ့ကားနဲ့ဘဘိုးလေးဖဖေစိုးရိမ်မှုများကကင်းလွတ်ခဲ့ရပါတယ်ဘဘိုးကိုလည်းမိခင်နှုတ်ချတာပဲပြေဝတာကြည့်ပြီးထိုစဉ်ကပင်ကိုကြည့်နိုင်လက်စာကနေအိမ်များကြီးများသည့်ငွေပမာဏကလက်စီတော်တိုင်းကြံစရာမရှိတော့ပဲသူမရဲ့ရင်ဝင်တဲ့တာငယ်တော်အခါဆုံးအာဟာရနဲ့လုံခြုံမှုကိုပေးခဲ့ရပါတယ်ဘူးအောက်တွေနှုံမောင်မှုများကိုရှိခဲ့ပြီးကြံကက်နေရပါတယ်ဝေအမြင့်လည်းမိခင်တို့မျိုးရေးဘိုးတော်အသက်ပြည့်ရပြီးကိုကြည်နိုင်ရဲ့ဘဝတော်လည်းကြီးမားတဲ့ငွေသက်သာမှုများကိုလည်းယူဆောင်ခဲ့ရတဲ့မြတ်တာပါပဲယခုတွင်တော့မိခင်ရဲ့နှွေးထွေးမှုပြောင်းဆုံးလာရပြီးငွေစင်းစာအုပ်ပေါ်တွင်နှုတ်ဘုတ်တံမိုးများကတက်လာပြီးထင်ကနေပြီးမြင့်တက်လာရခဲ့ပါတယ်ကိုကြည်နိုင်လည်းထထမ်းမြဆရာတရားဖြစ်တော်လဲဇနီးတဲ့အင်အားမရှိရရဲ့နောက်ဘိုးတော်နှုတ်မော်တစုံဖြစ်တောက်ခဲ့ရပါတယ်တင်ချောင်ကိုတက်ချခဲ့ရပြီးဘွားကြီးခက်တုံကကြမဖြစ်ခဲ့ရတယ်တားငယ်လေးရဲ့မင်းတို့ရဲ့မမေဟာဖဖေတော်ပတ်စံမကောင်အောင်အားလုံးကိုတောင်းရယူပေးခဲ့ပါတယ်ကွာကိုကျင်နိုင်စကားသုံးစီနဲ့သုံးစွန်းသာဖြောထားတဲ့နှုတ်မဘူးကိုဆိုနေသည်တားငယ်လေးနဖူးကိုပဲညှင်သာသာနမ်းလိုက်ပါတယ်နှုတ်ဘူးတဲ့နေပန်းဝင်လာတဲ့နှုတ်မကိုပဲတန်မိုးကြီးသည်လာစာထဲမှာထုတ်ပေးရတော့လေငွေချင်းပမာဏတသက်ကမဟုတ်တော့ပဲမိသားစုကိုချောက်ချောက်ကကွယ်ပေးတဲ့မ
မန်ဝေမြေမြစ်ချတံမှုဖြစ်ခဲ့ရတယ်မနေ့9နာရီခလိမကျောင်းသားချိန်လေးပြင်ဆင်ပြီးတော့ဖေဒီနေ့ကျောင်းမှာတပုံရိုက်ဖို့ရှိတယ်။သမီးယူနီဖောင်းကလည်းခါမှာကြက်သီးတွေပြုတ်နေတယ်။သမီးကြီးစသောဝေဤတန်ကအတတော်တော်ပြင်ပြောလိုက်ပါတယ်။သူမဤတကရှင်းနေရွယ်နဲ့မိခင်နေရာကိုယူထားရန်အတွက်စူးစမ်းနေသူဖြစ်ခင်လဲခလေးငယ်တရားရီလိုအပ်ချက်များနဲ့ဖခင်ကအမြတ်တတိပေးနေတတ်ပါတယ်။ကိုကြည်နိုင်လဲရှူမောချခိုင်းရပြီနော်။ရှယ်အကြီးကိုတတိထပြောင်းဝင်ရပြီးစသောဝေကိုချက်သေးပါတဲ့အင်ကြီးကိုပဲရေထဲကိုကင်ထားရဲ့မနေ့ပြင်လာခဲ့ရတယ်။စသောဝေလဲဖခင်ယူရတဲ့ဖြူရောင်ရေပေါ်အင်ကြီးကိုကြည့်လိုက်တဲ့အခါကျယ်ဒီပြုတ်နေတဲ့အပြင်ကိုပဲအင်ကြီးလက်များနဲ့စုပ်ပြဲနေသူကိုတွေ့ရပါတယ်။စနီးတဲ့မန်ဝေမြင့်ရာရာကိုတန်ရှင်းသေးရအောင်ပြင်ထိန်ထိန်တဲ့သူဖြစ်ပြီးဖေးပြန်ချုပ်ပေးပါမယ်သမီးရဲ့ဒီနေ့တော့ထိတိုင်းလေးပဲချိတ်လိုက်ပါလက်ကင်ပုံဝါလေးကိုတွဲပြီးတော့အုပ်သွားလိုက်ပါအောင်နော်ဒါပေမဲ့ဖေသမီးတငယ်ချင်းကစားလိုက်မယ်မေမေသားရှိရင်တော့မေမေကအမြတ်တိလို့ပြီးတန့်နေအောင်လျှော်ပေးထားတယ်ဖားပေးပါတယ်ဟုစိုးစိုးကြီးဝေကလည်းညနေငယ်များနဲ့ဖခင်ကိုစူးစိုက်ကြည့်လိုက်ပါတယ်စကလုံးများကိုကြားသည့်တိုင်ကိုချီနာရဲ့ရင်ထဲကိုပဲအဲ့နဲ့တိုက်တယ်လို့ပဲစူးစိုက်ပြန်ရပါတယ်သူ၏ဝမ်းနဲ့နှဲပါမှုနဲ့ခလင်းငယ်ဤပုံရိပ်ကိုပါပဲထိခိုက်စေပြီးဝမ်းနဲ့မှုများမရှိပဲဇနီးတံမရှိတော့တဲ့ကွက်လက်တီကလည်းအိမ်မှုကိစ္စအထက်အဝတ်စားတဲ့များနဲ့ဝယ်ပေးနိုင်ခြင်းနဲ့လည်းခလင်းငယ်ဤစိတ်ပိုင်းဆိုင်ရာလိုချုံမှုပေါ်ရဲ့တက်ရောက်ခဲ့ရပါတယ်ကိုချီနာ၏မျက်စိတွေနဲ့အမတ်တရားများကိုရဆိုင်ရအတွက်တိုင်းငယ်ကိုနှုတ်မဖြည်းဖြည်းဖြတ်တောက်ရခဲ့ပါတယ်သမီးချင်းကိုလည်းကျောင်းဝဲဆုံးသိမ်းမဝယ်ပေးခြင်းလေးဘူးဒီကြားထဲမှာပဲဆူလာညာကမိုးရေဆူဆူနေတဲ့အင်ကြီးအထွတ်တန်းများကိုလည်းရင်းမော်ကြည့်လိုက်ရပါတယ်လွန်ခဲ့တဲ့တစ်ပတ်ခန့်ကအင်ကြီးချင်းတော်ကြီးစီကနေလာပြီးပြောသွားခဲ့ပါတယ်ဆရာကြီးကိုနိုင်ရင်ဆရာတို့အိမ်သားတွေကလည်းဆွေးနေပါပြီမိုးရင်ကြီးဆိုရင်တော့လေစိုးရင်ရပါတယ်ခလေးတွေနဲ့အိမ်မြေစေကလည်း၎င်းရဲ့စေကိုကြည့်ပြီးတော့လလန်မေကမ်းပြီးအိမ်မက်တဲ့တစ်ခုကနေတလားစာကိုပဲသုံးပုံတစ်ပလောက်ပေးလျင်တော့ထိုတန်းများကိုပြုပြင်ရပြီငွေပမာဏက၎င်းတို့၏မိသားစုအတွက်တော့သုံးလစာဝေစားနေဖြစ်ခဲ့ရတယ်ကွဲနေတဲ့တသားဟိလေးလေးစေကိုရင်ကောင်းအလွမ်းဆိုင်မဟုတ်တော့ပဲခလင်းငယ်300ရဲ့ဘေးတင်လွှချုံမှုကောင်းချင်းချောင်းနေရတဲ့ရုပ်ပိုင်းဆိုင်ရာအန်တီများဖြစ်ခဲ့ရတယ်အပြေလာပင်ရောက်စရင်နဲ့သူတို့ရဲ့တွေ့များကနေရှုပ်ထွေးနေရပြီဘဘုံကိုနှုံးမလေးလေးဆုံးကိုပေးရမလားသုံးဆုံးခဲ့ပဲတိုက်ရမှာလားစူးစိုးဝဲတော့ကျောင်းဝတ်စုံတင်များကိုဘယ်လိုဝယ်ပေးနိုင်မှာလဲမိသားစုရဲ့အန်တီရဲ့ပြလာတဲ့ထုတ်တန်းဆဲကိုဆွေးနေမိနေမိသည့်ချိန်တိုင်းပြုပြင်နိုင်ပါလေအထက်တန်းမြတ်စီရတဦးသည်လည်းအေးဘွားရဲ့တခြားပုစာကိုဖြည့်ရှင်းရအတွက်နီးလည်းမချတော့ပဲနှုတ်ဘုံနိုင်နေစီနန်းနေလေတစ်သားဟောင်မြကိုဝဲလက်နေရစဉ်ရုံငယ်မှုတို့ကဆက်လက်တိုက်ပွဲနေရပါတယ်ဆုံမသွားတဲ့စနီးအောင်လက်စွပ်တန်းတာနေမိအစာချင်းတန်ဖို့အတွက်တက်ချက်ရနေတဲ့ဖခင်ကြီးတဦးသာဖြစ်ခဲ့ရတယ်မိုးရင်ကြီးရက်စမှုများကကိုချီနိုင်ရဲ့ဘွားကိုထပ်မံထိုးနှံပြန်တယ်တည့်ရထဲမှာပဲတားငယ်ပပေါ်နဲ့တမင်းငယ်နန်းနန်းဝေတို့နှစ်ဦးစလုံးအားလည်းအပြင်းဖြားလာကြတယ်လာသားရဘဘကြီးကိုဘူးချင်းလဲမြင့်တက်လာပြီးအဆက်မပြတ်ငိုရတက်တယ်နနဝေသည်လည်းအဖေနဲ့အမကိုလည်းမဆနာတော့ပဲငိမ့်သက်နေရပါတယ်ကိုချီနိုင်လည်းညာလုံးမှမအိပ်ရပေမဲ့အဖျားကြီးနေတဲ့တားငယ်ကိုပဲရင်ငင်ထဲကိုထားလိုက်ပြီးမျက်နှာငယ်နေခါနေတဲ့သမီးငယ်ကိုလက်ဖူးကိုဆန်းလိုက်တဲ့နဲ့ပူပင်းနေရပါတယ်သူ၏ဘွဲရသည်လည်းယခုကဖျားနေရတဲ့ကလေးငယ်တအုပ်အတွက်ဆရာဝန်ဘက်ဖြစ်အောင်လည်းမတက်နိုင်ခဲ့ဘူးသူတက်နိုင်နေမှာပဲဘဘိုတဲပုံမှန်သုံးဆွနေရတဲ့ဖြောခဲ့ရတဲ့နှုတ်မကိုပဲလေးစုံအပြည့်ဖြောခဲ့ပေမဲ့လည်းရနိုဝေကရေတက်တိုက်ပေးခြင်းသာဖြစ်ခဲ့ရတယ်နောက်ဆုံးနေတော့သူ၏လဆန်နေမပြေဆုံးတဲ့ပတ်စံကိုဖွင့်ကရုပ်ကတံမှာဆရာဝန်ကိုတဲဆန်ခေါ်လိုက်ရတယ်ဆရာဝန်၏စေဝန်နဲ့ဆွေးနွေးခါများသည်လည်းတလဆန်ငွေစင်းများကိုထုတ်ဖောက်ခဲ့ရတယ်ကိုချီနိုင်ရင်ထဲတွင်လည်းဘလို့ဆက်လက်ရှင်းဆိုင်ရမှာလဲဟု၍ဆိုးရိမ်စိတ်များနဲ့ငါကလေးတွေငါကြောင့်ဒီလိုဖြစ်ရတာလားဟု၍ကိုကိုပြည့်နေဆုံးသွားမြောင်ကထိတ်ခိတ်နေရပါတယ်အကက်ခန့်အနေနဲ့စိတ်ပီစုများနဲ့မြေဆုံးမှာပဲရောက်နေတဲ့အချိန်
ကွမ်လွန်တို့စနီးတဲ့မက်ဝဲမြေမိဘများရောက်လာကြတယ်သူတို့၏မျိုးပြမှာပညာတတ်မျိုးရိုးနဲ့အစေတတ်မျိုးရိုးများမှလည်းမိသားစုမှဆင်းသက်လာပြီးဖြစ်ပြီးတော့မိများကိုတွေ့ရတဲ့အခါအဖျားကြည့်နေရတဲ့မိငယ်နေရာကြောင့်လည်းစိတ်မကောင်းဖြစ်ရပါတယ်စစဝေကိုကြည့်လိုက်နွနဝေကိုကြည့်လိုက်ဘဘကိုကြည့်လိုက်နဲ့အဖွားဖြစ်သူကကိုကြည်နိုင်ကိုခေါ်ကစကားဆခဲ့ပါတယ်ကိုကြည်နိုင်မင်းတို့ကိုအမေတို့ကခက်ခက်ပြီးတော့နားလည်ပါတယ်အခုချိန်ကမင်းဘလောက်တောင်မှရုန်းကန်နေရတယ်ဆိုတာကိုပေါ့ဝေးလည်းမရှိတော့မင်းတယောက်လည်းခလေး300ကိုဒီလိုမှမပြေဆုံးနိုင်ပဲထိမ့်သိမ့်နေရတာများတို့များမြင်ရတာမချစ်မဆန်ပါဘူးကိုကြည်နိုင်လည်းကောင်းကောင်းကနားထောင်ခဲ့ရပါတယ်လက်မပြည်သူရေးစကားများကနူးညံ့နေတော့လဲသူတို့၏မပြည့်စုံမှုကိုထောက်ပြနေသဖြင့်ရှင်နဲ့တင်တင်ကြနေရပါတယ်အမေဆုံးဖြတ်ပြီးပါပြီခလေးတွေကိုဒီလိုဒုက္ခမရအောင်ပဲတည်တည်ချာချာစောင့်ရှောက်မှုနဲ့ပညာရေးကိုကောင်းဆောင်ရဖို့အတွက်မိလေးတွေကိုအမေတို့နဲ့တသက်လုံးနေခွေပေးပါမောင်ကြီးနိုင်လွတ်တဲ့အခါနဲ့အမေတို့စီကိုလာလဲလို့ရတာပဲဒီလိုစကားဆုံးနေတဲ့လေးလံတဲ့တန်တူကြီးကိုပြင်ရိုက်ချသလိုပါပဲကိုကြီးနိုင်နားထဲတွင်လည်းထိုးပဝင်လာခဲ့ပါရင်ကိုကြီးနိုင်လည်းချက်ချင်းမောချိလာပြီးမျက်ဝန်းထဲမှာဝမ်းတန်မှုနဲ့အငြံမှုနဲ့ထုံဖခင်ခိုင်မလာတဲ့မြစ်တောင်ကိုပေါင်းဆက်နေရပါရင်အမေတို့ရဲ့စေတနာနဲ့မြစ်တောင်ကိုကျွန်တော်နားလည်ပါရင်အမေတို့ခလေးတွေအတွက်အကောင်းဆုံးဖြစ်ချင်လို့ပါပြောတာပါဘိုးရင်မရှိတော့တဲ့ကျွန်တော်ရုန်းကန်နေရတာလည်းအမှန်ပါပဲကျွန်တော်ရဲ့လစာနဲ့ပညာရေးပွဲဟာလည်းခလေး300ကိုလုံးလုံးမကျွေးနိုင်ဘူးဆိုတာလည်းသိပါရင်သူတို့ရဲ့စကားရက်ကအိပ်ပျော်နေရတဲ့တန်းငယ်ကိုဘဘိုးကြီးနှဖူးကိုနမ်းလိုက်ပါရင်အတန်ကိုတိုးဝင်လျက်ခိုင်မာစွာဆွပြောလိုက်ပါရင်ဒါပေမဲ့အမေကျွန်တော်ဘွားမှာဘာမှမရှိတော့ဘူးကျန်တဲ့ဒီခလေး300ပဲရှိပါတော့တယ်ကျွန်တော်ကတော့သူတို့ရဲ့အဖေဆောင်စာဝန်တွေရဲ့ခက်ခဲရှိနေပေမဲ့ခလေးတွေကိုကျွန်တော်လက်လွတ်လိုက်ရင်ကျွန်တော်ရဲ့ဘွားကြီးကလည်းစနီးလဲဆုံးချုံနေပြီးလေဟာနဲ့ချင်းဖြစ်သွားမှာပေါ့မြေလုံးတော့နေမြေရည်စာများစီးကြလာပြီးဝေဟာသူတို့ရဲ့မေတ္တာခလေးတွေကိုလည်းစောင့်ချောင်ခဲ့တယ်ကျွန်တော်ဟာသူ့ရဲ့ခင်မိုးခလေးတွေရဲ့အဖေပါပဲအဖေတယောက်တောင်ကိုဆိုတာကငွေချင်းတဲ့ဝက်စားတဲ့ပို့ပါရင်သူတို့ဖျားကြီးတဲ့အခါလဲကြက်လေးပြုတ်တဲ့အခါတယောက်တကောင်ရုံးမကားနဲ့ကောက်ွယ်ဆောင်ရှောက်ပေးဖို့အတွက်လိုပါရင်ဒါကလည်းကျွန်တော်လုပ်ပေးရခြင်းရပါရင်ကိုချီနိုင်လဲသမီးနှစ်ယောက်နဲ့တားငယ်ကိုတလက်စီကြည့်လိုက်ပါရင်ကျွန်တော်ရဲ့တသားရဲ့လဲကွဲနေတာကိုမှန်ပါတယ်ဒါပေမဲ့ဒီကွဲနေတဲ့နေရာမှာပဲကျွန်တော်တို့ဟာခလေးတွေကိုလေယာမနိုင်ပြီးဝုန်းမတော်အောင်ပဲကောက်ွယ်ပေးခြင်းပါရင်ကျွန်တော်လည်းမပြည့်စုံပါဘူးဘသူကမှလည်းမပေးနိုင်ပါဘူးသူတို့ရဲ့ဖေကသူတို့နဲ့အတူရှိနေခဲ့ပါရင်ကျွန်တော်ကိုခွင့်လုပ်ပေးပါမယ်သူ့ရဲ့မျက်လုံးများကခွင့်ရတောင်းပန်မှုနဲ့မဟုတ်ဘဲသွေးသားများကိုကောက်ွယ်လို့ဒီခိုင်မာလာတဲ့ပြင်းတဲ့နေရာပါရင်ဆုံးဖြတ်ချက်လည်းအောင်မြင်လာပြီးထက်တန်းမြဆရာကြီးနဲ့ဆုံးဖြတ်ချက်မဟုတ်တော့ပဲဝေမီမိတာကိုအမွေဆက်ခံလို့ဒီဖခင်ကြီးဆုံးဖြတ်ချက်ဖြစ်လာတော့လေဝေမီလည်းမိဘများ၏သူမမျက်ရည်များမှာခိုင်မာလာတဲ့စိတ်ဓာတ်ကိုပြပြီးတော့နှုတ်ဆက်နေရပါရင်ကိုကြည်နိုင်တဲ့ထုံညာကရင်ခွင်ထဲမှာသားသမီးများကိုတင်းကျပ်စွာပွေဖက်လိုက်ပါရင်ဆရာကြည်နိုင်အညာသားဟုဆိုတော့လေအရက်6ပေကန်ရှည်လျားပြီးခနာကိုအချိုးစားကလည်းပြည့်ကျပါရင်အသားရည်ကဖြူပေးသက်ဆင်နေပြီးယခုအသက်40ကျော်ရွယ်တွင်လည်းဥပဒေရုပ်ကောင်းမွန်နေဆက်ဖြစ်ခဲ့ပါရင်အမြဲတမ်းတသက်ရဝတ်ဆင်တက်ပြီးအထက်တန်းမြဆရာမတဝီပုံစံနဲ့သူ၏ရုပ်ဆန်နဲ့ပေါင်းဆက်လိုက်သည့်အခါလဲကိုချနာရဲ့မြို့ငယ်တွင်လူချောလူကန်အဖြစ်နိုင်ပြီးကြော်ကြားတဲ့တအုပ်ဖြစ်ခဲ့ပါရင်ကျူရှင်များပြသည့်အခါလဲသူ၏ဘွဲပညာရေးကောင်းမွန်လာပြီးသင်ကြားဖို့တော့အပြင်ဆက်ဆောင်မှုကိုရုပ်၏ပကသနာနဲ့မိဘများရုံချမှုကိုလည်းပုံမရရှိစေခဲ့ရတယ်ကိုချနာရဲ့ဆွဲဆောင်မှုနဲ့ပုံသဲမှုပြောင်းဒုတိယအိမ်အောင်ရဲ့ပြည့်ရတဲ့တိုက်တွန်းခဲ့သည့်လက်ပေါ်ကိုင်ဖန်များနဲ့မိတ်ဆွေများ၏ကန်နလာသည့်တိတ်ပဲရှိနေခဲ့ပါရင်အမေရိကန်ပင်ပဲကိုချီနိုင်စိတ်ဝင်စားတဲ့အမျိုးသမီးများစွာရှိနေပြီးကျောင်းဝင်တောင်ဝင်ထမ်းဆောင်နေရတဲ့အပြိုဆရာမကြီးနဲ့တကိုယ်ရေးဆရာမကြီးများကျူချိန်ပို့တဲ့ကျောင်းသားမိဘများနဲ့လူလူတို့ဒီလည်းကိုချီနိုင်ကိုပုံမအိုင်အောင်ဆိုင်လာပါရင်ကျောင်းတွင်စီဝဲများတွတ်မဟုတ်လဲကျူချိန်ဆောက်သည့်အချိန်များတယ်လေကိုချီနိုင်စကားဆပြောခြင်းမရှိပဲမလို့အထက်နာတွင်ရှိနေတာကြောင့်ကိုပြုလို့တတ်ပါရင်ကျောင်းသားမိဘများကလည်းကိုချီနိုင်အောင်ဆရာကလေးတွေအတွက်စိတ်ပူနေတာကိုမောတွေပါလိမ့်မယ်ဆရာတော်ထမင်းဟင်းတွေချက်ပေးဖို့အတွက်အခွင့်အရေးလေးပေးပါလားဦး
ယူရချက်ရှိတဲ့ကမ်းလှမ်းဖူးပါတယ်ကိုကြည်နိုင်လည်းထိုကဲ့သို့သောလှုပ်ရှားမှုများနဲ့ရင်းနှီးကျန်းဝင်လာပြီးတော့စိတ်ဝင်စားမှုကိုကောင်းစွာသိရှိခဲ့ရပါတယ်ကိုကြည်နိုင်လည်းတို့ရဲ့ချောမောလာတော့လေသူ၏စိတ်ခံစားမှုဝေမထန်နေရှင်းနေခဲ့ရတဲ့အတွက်ဒီထက်ပိုရင်အရေးကြီးတယ်မှာပဲဖခင်တောင်းအောင်ဖြစ်ခဲ့ရတယ်ကမ်းလှမ်းမှုများနဲ့စိတ်ဝင်စားမှုများကိုအမြဲတမ်းရင်ကျက်စာညင်းမဲ့ခဲ့ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်အိမ်မှာကအိမ်ကူခလေးမတွေရှိတာကြောင့်လေကျွန်တော်တို့တော်တော်ဒုက္ခတွေမခံပါနဲ့ကိုကြည်နိုင်တွေ့တဲ့လွန်ခဲ့တဲ့ရှင်းတွေကဇနီးတဲ့မိဘများကသားသမီးများကိုခေါ်ယူရန်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီးသူတို့၏ခိုင်မာလာတဲ့ဆုံးဖြတ်ချက်ကိုသာမြင်ရောက်ခဲ့ပါတယ်ခိုင်ဝေချက်များရှင်းလင်းတဲ့နဲ့ရုပ်ရည်ချောမောခြင်းနဲ့အတူလူချိုင်များသည်သူတို့၏ပိုင်ဆိုင်မှုမဟုတ်ဘဲစွစွဝင်နဲ့နိုင်ဝင်တို့ဘိုးဘိုးတို့ကလည်းသူတို့၏ပိုင်ဆိုင်မှုအနာဂတ်ဖြစ်ခဲ့ရတယ်ကိုကြည်နိုင်လည်းပြင်ပမှာမိန်းကလေးများ၏စိတ်ဝင်စားမှုကိုမြက်ကွယ်ပြပြီးညတိုင်းသားသမီးများကိုစားသားတင်ပြီးတော့သားရဲ့ကိုညတိုင်းအိယာဝင်တိတ်ဆိုပြနေစေဖြစ်ပြီးလူချောဆရာကြီးမဟုတ်ရင်ရုံးမကဆောင်ချနေရတဲ့ဖခင်တအုပ်ဖြစ်ခဲ့ရတယ်ဆရာကြီးနိုင်သမီးကြီးစွစွဝေလည်းယခုအခါအသက်15နှစ်ရွယ်နဲ့ကိုရန်ကျောင်းလိုဖြစ်ရပြီးအပြိုပြန်လေးဖြစ်ခဲ့ရတယ်ငယ်စဉ်ကမိခင်မရှိတော့တဲ့နောက်ပိုင်းအချွေနဲ့မလန့်အောင်တောင်းဝင်ယူခဲ့ရတဲ့စွစွဝေလည်းယခုအခါတွင်အပြိုပဝင်လာစားဖြစ်ပြီးတောင်တင်များစရည်ကြွားလာခဲ့ပါတယ်မိခင်ဖြစ်သူမဝတ်မြွေနေမိခင်ဖြစ်သူမဝေမြင်းနေဉာဏ်ပညာကြီးမားလာပြီးမျက်လုံးများနဲ့ဖခင်ဖြူစင်လန်သားရည်တို့ကြောင့်လည်းတန်လေးကိုလုံးများရှိလာပြီးတော့ပေါင်းဆက်ပြီးသူတို့၏ဆက်ဆောင်မှုရရှိတဲ့မိခလေးတအုပ်ဖြစ်ခဲ့တယ်စွစွဝေဒီနားလည်မှုကြီးလာပြီးရုပ်ရည်ထံသူမ၏ပညာရေးကိုပဲပိုးရခိုင်မာလာစေရတယ်ငယ်စဉ်တွေကအဆလွန်တော်သူဖြစ်ပြီးတော့အတန်းတွင်းနေတာမကမြို့နယ်နဲ့တိုင်းပညာရေးခုနှစ်ခုနေတိုင်းနံပါတ်1နေရာကိုသာအမြဲရစေခဲ့ပါတယ်ဖခင်ရဲ့ရေးချင်းကျင်းသွားတဲ့တင် जा မှုအောက်တွင်ပညာရေးအချိန်ကအုံမြေကခိုင်မာလာပြီးစွစွဝေလည်းမြို့နယ်တွင်ပညာကုံဆောင်တဲ့ကျောင်းသူကျောင်းသားတအုပ်ဖြစ်ထင်ရှားလာရပါတယ်စွစွဝေလည်းကျောင်းနေလည်းမြို့နယ်တွင်လည်းထိုင်တန်းပြဆရာကြီးဦးချင်နိုင်ပညာရေးတော်ပြီးတော့အချောလာသမီးဖြစ်နာမည်ကြီးခဲ့ရတယ်သူ၏လေးနဲ့တဲ့အသွင်မျိုးကိုတည်ငြိမ်ပြီးအပြုတ်မှုရှိပြီးတော့ပညာရေးကိုပဲဦးစားပေးတဲ့ပြင်သူမှာပူးပန်းသူနေပါလာခဲ့ပါတယ်ကိုကြည်နိုင်လည်းသမီးကြီးစွဝေသူ၏ပညာကုန်နဲ့ရုပ်ရည်လာပါမှုတို့ကြောင့်လည်းနမကျော်တင်ကြားခဲ့သူပဲသူမ၏မာနာကြီးနဲ့စင်ကယ်တင်ညက်ကျွန်တော်ကြောင့်လည်းလူအများ၏အာရုံစိုက်ခြင်းကိုခံရပါတယ်မိခင်ရှိသည့်တောင်ပင်လည်းစောစီသာရင်းချက်လာတဲ့စွဝေလည်းသူမကိုယ်တိုင်နဲ့သူမ၏ပဝင်းချင်ကိုပါစီကံများနဲ့ချုပ်ကန်တတ်ပါတယ်မာနာလည်းဖခင်ဖြစ်သူကိုပဲကြည်နိုင်ပြီးငယ်စဉ်တွေကချစ်ချင်မပြတ်လို့တဲ့မာနာနဲ့ဆင်တူနေပြီးပုံမထက်မြက်ပြတ်သားခဲ့ရတယ်စွဝေ၏မာနာကအလားအားသာချိန်ဖြုံးမနေပဲအရာရောက်တဲ့အကောင်းဆုံးဖြစ်မိမှုရဲ့ခံယူချက်ဖြစ်ခဲ့ပါတယ်သူမနဲ့အကြောင်းတွေလည်းတန်းပေါ်များနဲ့မလိုအပ်တဲ့စကားဝိုင်းများတွေအပေါင်းသိကိစ္စများတွေလည်းလုံးဝပါဝင်နေမရှိပဲစာကြီးစပွဲများနဲ့အမြဲတစေတက်ရက်ခဲ့ပါတယ်စာကြည့်ချိန်တိကျပြီးတော့သူမပူပန်းနာပြီးကျွချင်းကြောင်းသားများနဲ့အမှုရာများကိုပဲသူမမျက်နှာထားကတွင်းမှစွာနဲ့မတိကျွကြုံပြလိုက်ပြီးစာကြီးခန်းများကိုပဲဘုံမုံများတဲ့မူဆန်ကချင်းကပ်နေရတဲ့ကြောင်းသားများကိုပဲတစ်ချက်ကြည့်လိုက်ရောပဲပြန်လည်စစ်ခွာနိုင်တဲ့ဩစာရှိခဲ့ပါတယ်တခါတရံပြီးမချင်းမုံကိုအနိုင်ယူတတ်တော်လဲအနိုင်ယူခြင်းတွေနဲ့အိရေစီကများနဲ့ထိမ့်သိမ့်တော်တဲ့ရွေးချက်ဖြစ်တာဖြစ်ခဲ့ပါတယ်သူမ၏ဖခင်ကုတ်သိမ့်တာကိုတံမိုးထားပြီးတော့ဖခင်အိမ်တော်ဦးစင်းတောင်များကိုပဲထားဆောင်နေသူကိုခံယူတတ်ပါတယ်စွဝေလည်းပညာရေးပေါ်ထားရှိတဲ့မနာနဲ့စီကံများသည်လည်းဆရာဆရာမကျောင်းတွေလည်းထင်ရှားပြီးသူမ၏ပညာရေးပြိုင်ပွဲတွေလည်းအနိုင်ရသူတော်ကြောင်းကျောင်းဝင်ကြီးမှစာရေးဘာသာရပ်ဆရာဆရာမများထီတော့စိုးမဝေခဲ့ဖြစ်ခဲ့ပြီးမျှော်လင့်ကြီးစာမြင်ထားရှိခဲ့ပါတယ်ဆရာဆရာမများကြီးမှဆိုတော့မျှော်လင့်ချက်မှာပဲဆယ်ရွရင်စာဖြစ်ခဲ့ရပါတယ်စွဝေကဖခင်မျိုးရိုးကိုဆက်ခိုက်တဲ့သူပါပဲကျမတို့ကျောင်းတော်မြို့နယ်တွင်သမိုင်းတစ်ခုကရေးပေးနိုင်ပြီဟုကျောင်းဆရာမကြီးကအမြဲတမ်းချီးကျူးဂုဏ်ပြုလျက်ရှိတယ်ဆရာဆရာမအလုံးကလည်းစွဝေလည်းဆယ်တဲ့ဆောင်ဘက်ကိုဘာသာကိုတူများနဲ့အောင်မြင်ဟုလုံးဝယုံကြည်ထားပါတယ်ယူဝဗီရာဆရာမကလည်းစွဝေလုံးသက်စာပေတာများနားနယ်တဲ့သူကလည်းဂုဏ်တူများနိုင်တော့ဘယ်လိုလုပ်ရနိုင်မှလဲဟု၍
မြမသားဆီယာမကသူ့ရဲ့အရေးထားမှုတို့အလေးနဲ့ပေးမှုကြောင့်လည်းအတိုင်းဆက်များထိတ်ဆုံးရောက်နေခဲ့ပါတယ်။ညော်လင်းချက်များနဲ့စွန့်ဝေးပခုံးပေါ်တွင်ကျင်းမာလာတဲ့ဖျားတစ်ခုပြီးသူမ၏မာနာကထိုးပြီးကိုလက်ခံပြီးတော့အခြားမိသည့်ကိစ္စမဝင်တော့ပဲစာရင်သာအဝဆက်ခဲ့ပါတယ်။ခိုင်ကြီးဗီဒီယိုဆရာကြီးနိုင်သည်လည်းသမီးကြီးအရေးချင်းကိုယုံကြည်ပြီးသူ၏မြတ်တာနဲ့အရေးချင်းအားသမီးကြီးဘာသာကုန်သူအတော်ရင်းနှီးမြုပ်နှံထားပြီးတော့စွန့်ဝေးသည်လည်းအောင်မြင်မှုနဲ့သူ၏ဇနီးကိုပဲအကောင်းဆုံးခုံယူခြင်းဖြင့်ဝိုင်းရုံးခတ်မှုကိုဆုံးသက်ခြင်းနဲ့နာဂန်ရီမန်းချက်ကိုလည်းအကောင့်တက်ဖော်ခြင်းဖြစ်ခဲ့ပါတယ်။တခါတော့ကျောင်းသားများကဘဘကိုနှုတ်ချက်ကလန့်ကျွေးပေးပြီးတော့ဘဘဒါမင်းညမနမကိုပေးလိုက်ပါအကိုစားချက်တဲ့နေရာမှာအဖြစ်ဖို့ပေးဖို့အတွက်ပြောလိုက်ပါဦးတဆိုးလက်ဆောင်ပေးခိုင်းပါရင်ဘဘလည်းချောကလက်ကိုကိုင်ပြီးတော့အမဖြစ်သူထန်တော်ပေးသွားပြီးလမ်းရင်ချောကလက်ကိုခိုးပေါကတဝက်ခကိုယ်တိုင်စားပြီးမှနနုကိုချော်တီတော့ပေးလိုက်ပါရင်နနုဝေကဟဲဘသူတွေပေးလိုက်တာတဲ့ဘဘပြီးတော့တဝက်ပဲရှိတဲ့ကိုမေးလိုက်တဲ့အခါဘိုးရဲ့မျက်နှာတိတ်နေဖြင့်အခုတယောက်ကပေးခိုင်းတာလေဟုလက်ညာပြီးတော့ကိုကပြောခဲ့ပါတယ်အချို့ကြောင့်များကစစဝေပညာတော်မူကိုအကြောင်းပြကစစဝေနဲ့စကားပြောတော့တဲ့အခါလဲဘိုးကိုပါပြီးတော့ဘိုးလေးမရမစစဝေကစားကြတာကိုသွားကြည့်အောင်သူကစားတော်တာကိုအကြဆရာကောင်းတယ်ဟုခေါ်ဆောင်သွားပြီးတော့စစဝေစပွဲပေါ်သို့ထိုးခဲ့ကောင်စကားစာပြောရန်ကြိုးစားတတ်ပါတယ်ကျောင်းသားများမျောလင်းချက်ဆန့်ကျင်သွားနေဘိုးတဲ့အလုံးပါနဲ့လာပြီးသူဟာအကိုကြီးများရွေးချက်ကိုနားမလဲသေးနေချောကလက်မုံများကိုရရအတွက်အခွင့်အရေးကအမေကယူလိုက်ပါရီကျူရှင်နေတိုင်းတက်တန်းလဲဘိုးလည်းအချွေပြေလာသွားကောင်ကျောင်းသားများလာပြီးချိန်ကိုစောင့်နေပြီးမဟုတ်လားကျွေးမဲ့သူမရှိလျင်နေသူဒီလဲကျောင်းသားများကိုရှာပေးပြီးတော့စကားပြောတတ်ပါရီအကိုဒီနေ့ကျွန်တော်ရဲ့ဘောလုံးပြတ်သွားလို့မဝယ်ပေးနိုင်မလားအကိုကျွန်တော်မှနနဝေကပြောတယ်စားချက်မှချောကလက်မှပဲအာယုံဆိုင်နိုင်တယ်တဲ့ကျောင်းသားများကလည်းနနဝေကိုပေါ်ပန်းရတဲ့အတွက်ဘဘကမုံဝဲကြည့်ရပြီးကုန်ကြောင်စိတ်ကပုံများနေတာကြောင့်ကိုသတိထားမိလာရပါတယ်ဘဘလည်းကျောင်းသားများထံမှပဲမုံညာစားခြင်းဖြင့်ကြိုးချက်များခံပြီးရေးဆက်ကောင်းတဲ့ဆက်ကောင်တစ်ခုဖြစ်ခဲ့ရတယ်ဆရာကြီးကြည့်လိုက်တနတ်ကြီးနေသားချစ်သူဆိုတဲ့ကောင်မလေးကအင်ကိုရောက်နေတယ်နေသားနောက်ကိုလိုက်လာတာတဲ့သောတနန်ကလည်းအလုကပြင်ရချင်းရောက်မှဖြစ်သူဒေါခင်မော်၏စကားကိုကြားတော့လေရှင်ထဲကပိုဝင်ပြီးသွားခဲ့ပါတယ်သောတနန်၏ယောက်ျားဒေါခင်မော်၏မောင်သည်လည်းသောတနန်တို့ခလေးနှစ်ယောက်နဲ့ထားခဲ့ပြီးနောက်မိမကိုယူသွားခဲ့ပါတယ်မောင်ဖြစ်သူဖောက်ပြန်တာသိတာကြောင့်လေဒေါခင်မော်လည်းဒေါ်တနန်ပေါ်အားနားတမှုဖြစ်လာပြီးတော့အားနဲ့တန်အောင်ဖြစ်လာခဲ့ပါတယ်ဒေါခင်မော်ကတော့ဒေါ်တနန်နဲ့တူထားပြီးဒေါ်တနန်၏ခလေးနှစ်ယောက်ကိုအတူပြုစုဆောင်ရှောက်ပေးခဲ့ပါတယ်ဒေါ်တန်လည်းအကြီးသမီးကတက်တက်နဲ့နောက်လာခဲ့ပြီးတော့ဒေါ်တန်ရဲ့သမီးကြီးတက်တက်ကလည်းအုံနောက်ပိုင်းဆိုင်ရာမကျန်းမာတဲ့သူတယောက်ဖြစ်ကြောင်းမနေရပေမဲ့လည်းတားငယ်ချတော်ကတော့ပညာရေးကိုပဲစိတ်ဝင်စားတာကြောင့်လည်းရှင်းတန်းဒေတာကြောင်းတာခဲ့ရပါတယ်အဲ့ဒီငွေငွေအထက်တော့ဒေါ်တန်ထမစ်ဆိုင်လို့ဖြစ်ပြီးဒေါ်ခင်မော်ကတော့သူများအိမ်မှာအိမ်ကိုလုပ်ပါတယ်တက်တက်ကဖျက်သည့်ရောက်နေချတော်ကတော့ကောင်းဝက်ရှော့မှာလုပ်ခဲ့ပါတယ်မိသားစုရင်အားလုံးလို့ကြပေမဲ့လည်းစားစင်နဲ့အေလာကတော်လောက်ငယ်ယုံသားရှိရေးပင်ပိုရှန်ခဲ့ပါဘူးတသက်ကလည်းဥအထက်ဘက်ကပဲပိုက်ခွဲထားရည်ကုံကြောင်စိတ်ကလည်းအချွတ်တင်နေရမို့လို့လေသူတို့ဆက်နေရပါတယ်ဒေါ်တန်တန်လည်းကြော်တော့ကိုလည်းတခြားမှတ်မိထားပါတယ်ကြော်ရေးတောင်မင်းတို့မှလည်းအမတို့ကဆင့်ရုံတရားလို့ပိုက်ခွဲထားရတဲ့အချွေက10သိန်းလောက်တင်နေတယ်အချွေလေးကျမကအိမ်အောင်ပြည့်ချင်လဲပြီနော်တာမချစ်သူရှိနေရလို့အမေကြားပါရင်အမေကတော့မတားလို့ပါဘူးပဲဒါပေမဲ့အကျွေးလေးကျင်မှာတော့တားယူမဲ့မိမအတွက်တော့တင်တော်မို့စုနိုင်ပါလေလောလောဆယ်တော့အမေတို့မှမရှိပါဘူးအကျွေးလေးကျင်တော့လေတားလဲတားရတာစုဖို့အမေတို့လည်းကူစုဝေးမယ်လေကြော်လဲဒေါ်တန်းတန်းရဲ့ဆန္ဒအတိုင်းပဲလိုက်ရောမြည်ကိုဂရီပေးခဲ့ပါတယ်အမေသူကချောင်းနာမျိုးသားကပါသူကဖွဲလဲရပေးတာပဲပညာသက်တယောက်ပါအမေရဲ့အချိန်မှာကပညာတတ်ဖို့မလိုဘူးသားကိုချင်းတိတ်ခါကောင်းရင်ရပါပြီဒါပေမဲ့ပညာတတ်ဖို့ဆိုတာလေအမေတို့ရဲ့ခုံယူမှာပါဒါပေမဲ့အမေတို့မှလည်း
သူတို့မိဘကျင်းနေလောက်တဲ့အထိတော့တင်တောင်းတဲ့ပစ္စည်းကမရှိဘူးလေတာရင်ဒေါခင်မော်ရင်ဒေါ်တသက်ရင်နဲ့ကြော်လို့3ယောက်လဲခေါင်းညှိဆိုင်ကြခဲ့ပါရင်ဒေါခင်မော်ကတာရဲ့သူကဘာလို့ဒီကိုလိုက်လာရတာလဲချောင်းသားနဲ့တီဆိုတာကအဝေးကြီးပဲလေလွန်ကျွန်းကိုတွေဖြစ်လို့ဘိုက်ပေါ်လာပြီဆိုရင်တော့ဖုံးမြဖိမြဆိုရင်တော့ပြောမလို့ပါဘူးအခုတော့တာကတော့တလားတောင်ပဲတွင်နေကြတာမဟုတ်ဘူးလေအမေမော်တို့ကတားတို့ကိုမြူးစေချင်လို့ပြောတာမဟုတ်ဘူးသူတို့အနေနဲ့တာဘက်ကနေသူတို့ကိုယူနိုင်တဲ့အစွမ်းရှိတာဆိုတာကတော့အရင်မေးတင်နေလေသူတို့ကခေါင်းလေးကုတ်နေခဲ့ရပါတယ်တားလည်းမမျောလင့်ပါဘူးအမေမော်ရင်သူကမပြောမဆိုနဲ့လိုက်လာခဲ့တာဘာလို့လဲပြီးတော့လေသူအိမ်နဲ့ပြဿနာတက်လို့ဆိုပြီးတော့ပြောပါတယ်ဒေါခင်မော်ရောဒေါ်တန်တန်ရောတပ်ပြင်းတာချမိခဲ့တယ်အမေမော်ရဲ့တခုခုကလှုပ်ပါအောင်ကျွန်တော်သူ့ကိုပြန်ပို့လို့လည်းမရတော့ဘူးသူ့ရဲ့မိဘတွေကသူကျွန်တော်ကိုလိုက်လာပြီဆိုတာကိုသိသားခဲ့ပြီဒေါ်တန်တန်မော်ကစိတ်မောစွာနဲ့တပ်ပြင်းချေကြီးချလိုက်ပါတယ်အေးလေပြန်ဖို့ရင်လေအမေတို့ကစိတ်တက်မကောင်းရချသွားမှာပဲသူမိဘတွေနဲ့အဆင်ပြေအောင်ပဲညှိကြရအောင်ပေါ့ဒေါခင်မော်နဲ့ဒေါ်တန်တန်တို့လည်းရွှေစင်ကြီးမိဘများစီကိုဖုန်းဆက်ကြတယ်။ကြောင်နဲ့ရွှေစင်ကိုဘေးမှာပဲအထူထိုင်ကြပါတယ်။ကျမတို့သမီးကဘွဲရပညာတက်လေ350လောက်မှမတင်မေးလဲမပေးစားနိုင်ဘူး။ရွှေစင်ရဲ့အမေကတက်စီကပြောလာခဲ့တယ်။ဖခင်ပြည်သူကတော့ဘာမှမပြောပေမဲ့အနားမှာရှိနေပြီတော့ထင်ခဲ့ပါတယ်။အမရဲ့ကျမတို့ကလက်လုံလက်စားသမားတွေပါ350ချီကြတော့လဲဘယ်လိုတက်နိုင်မှလဲကျမစိတ်ကူးထားတာကဖုန်းကြီးမှာမင်္ဂလာဆောင်လေးချင်းမယ်လေအမလေးဘယ်လိုဖြစ်မှလဲကျမတို့ကလည်းဒီသမီးလေးတယောက်ဝေရှိတာမင်္ဂလာဆောင်ကတော့ခက်ခက်နာလုပ်ပေးရမှာပေါ့ကျမမလုပ်ပေးချင်တော့ပြောနေရမဟုတ်ဘူးမရဲ့လုပ်ပေးဖို့မတက်နိုင်လို့တောင်းဆိုနေရပါပြီးတော့ရွှေစင်ကလည်းမပြောမဆိုနဲ့ရောက်ချလာတော့ကျမတို့လည်းဘာမှပြင်ဆင်မရဘူးကျမတို့ကအချွေးတွေကလည်းဆက်နေရသေးရဲ့လေအိမ်ကလည်းငားနေရတာပါဟဲ့အဲ့ဒါကနင်တို့ကိစ္စလေးနင်တို့သားနဲ့ငါသမီးကအခုတော့တိမ်နဲ့နေပြီငါတို့ချင်းနဲ့အောင်လုပ်ပေးရမှာပဲဒေါ်တန်တန်ကစိတ်ဆင်းရဲစာပြင်ကြော့ကြော့ကိုလှမ်းကြည့်လိုက်တယ်ကျွေးစင်းမျက်နှာကမျက်နှာပြတ်နေခဲ့ရတယ်အဲ့ဒီကောင်မကိုတက်ပြစ်ချင်နေကိုယ်စင်နဲ့များအနှုတ်ဆက်ကုတ်ဆုပ်တွေကိုကောင်ကိုရွေးချယ်ရတယ်ဒီမှာမောင်ကျမသားကိုအဲ့လိုမပြောပါနဲ့ကျမတို့ကဆင်းရဲပေမဲ့တိတ်ခါရှိနေတာပဲဘာတိတ်ခါလဲဝဲပြကြနေတဲ့ဆင်းရဲသားတွေကမြောင်ဒေါခင်မော်ကလည်းစိတ်တို့ရေးဒေါ်တန်တန်နဲ့လက်ထက်ကဖုန်းကိုဆွဲလိုက်တယ်ဟဲ့ဒီမှာနေသမီးကငါတို့ကလှမ်းခေါ်တာမဟုတ်ဘူးနော်နေမေသေးပါလားလိုက်လာခဲ့ရပဲဟဲ့ဒီမှာနေသမီးကငါတို့ကလှမ်းခေါ်ခဲ့တာမဟုတ်ဘူးနေမသေးပါလားလိုက်လာခဲ့တာပဲငါတို့ကနင့်ကိုဒီလိုပြောစရာမလိုဘူးငါတို့ကမတက်နိုင်လို့မတက်နိုင်တဲ့အကြောင်းကိုပြောပြထားတာပဲနေပါသားမကျင်နိုင်လို့မပေးစားနိုင်ဘူးလေပြောလေနေသမီးကဒီကိုရောက်နေပြီပဲငါတို့ကမပေးစားခြင်းလို့ဆိုပြီးတော့ပြန်ဖို့ပေးလိုက်ရရင်နော်ငါတို့သားကလည်းတိတ်ခါကြမှာဆိုလို့လားတိတ်ခါကြမှာဆိုလို့ပဲဒါဆိုရင်တော့350နဲ့တင်ထားပြီးတော့ပတ်စံ350ရိုးပြီးတိတ်ခါရှိရှိလာခဲ့လေမဟုတ်ရင်တော့ရှင်တို့သားကတော့6ပြည့်မရှိရဲ့နှုတ်ဆက်ကုန်းဆက်ကောင်းလို့ပဲကျမတို့ကတတ်မဲ့ရမှာပဲဒေါခင်မောင်ကလည်းအန်ကိုကြီးကမခံချင်စိမ့်များနေအေးရပါတယ်350တင်တော့မင်းအမဒေါ်တန်တန်ကထိတ်နဲ့စွာခေါ်လိုက်တော့တခင်မောင်ကလည်းအသားနေဆိုပြီးသဘောပြင်းလက်ခါပြလိုက်ပါတယ်မင်းဖြစ်စေချင်တဲ့အတိုင်းမင်္ဂလာလဲဆောင်ပေးမယ်ဒေါခင်မောင်ကဒီလိုပြောပြပြီးတော့ဖုန်းချလိုက်တော့ရွှေစင်းရဲ့မျက်လုံးများအယောင်နဲ့သွားခဲ့ပါတယ်ဒေါခင်မောင်လည်းဖုန်းချလိုက်ပြီးတော့ဒေါ်တန်တန်ကပြပြပြနေအမရေဘာလို့အဲ့လိုပြောလိုက်ရတာလဲကျမတို့မှ350ကြီးကလည်းဘဲကနေရှာရမှာလေမင်္ဂလာဆောင်ရင်လေ20အစိတ်လောက်ကကုန်ရမှာပဲဘဲကပတ်စင်နဲ့ရမှာလေအမရေစိတ်ညစ်ပါတယ်ဒေါ်တန်တန်ကလည်းစိတ်ပြက်ညှဉ်းညူစွာထန်ချလိုက်ရင်ငိုချခဲ့ပါတယ်ဒေါခင်မော်လည်းလက်ခံကြည့်သိနေတာအမှန်ထားပြီးပြောလိုက်ပေမဲ့အပီတော်ကြလဲဘာလို့လုံးရမှန်းမသိပဲကြံစီရည်မြတ်တယ်ပဲဖြစ်နေခဲ့ရတယ်ဒေါခင်မော်လည်းတတော်ချောင်းစဉ်းစားပြီးမှပဲဒေါ်တန်နာကိုကတ်လိုက်ပါတယ်ခက်တဲ့နဲ့နေမရီချန်တွေကပူပွားပိုင်းဆိုနေအမေကြီးကိုကြည်အောင်ဆုံးရင်လေအမွေရမှာပဲမဟုတ်လား
ဒေါ်တန်တန်နဲ့ဒေါခင်မောကိုထိတ်လိုက်စာကြည့်လိုက်မိပါတယ်ဘိုးဘွားပိုင်ချန်ဟုတ်ပေမဲ့လည်းအဖေသားဆိုရင်အမေကတက်80နဲ့တက်ထီးစင်ထားမလို့ပဲအမွေမတောင်းရနိုင်ပါအမေဖြစ်သူကနေမကောင်းတဲ့တရင်ကြားလဲတော့နှိုးရီဆောက်ပါချင်းသာမလုပ်နိုင်ပေမဲ့လည်းအမေဖြစ်သူထမ်းမှအမွေမတောင်းရနိုင်ပါဘူးအမေဖြစ်သူလည်းတတိလည်းမကောင်းရင်နှလုံးသားကလည်းမကောင်းတာကြောင့်လေခြံထဲမှာကြံခဲ့တဲ့တခြားမရမတွေကိုသာစောင့်ချရပါတယ်ဒေါ်တန်တန်ယောက်ျားကလည်းယောက်ျားဖြစ်သူမျိုးကိုလဲလာခြင်းကြောင့်လေအပြင်ရောက်သွားခဲ့ရပါတယ်အလံဝဲတဲ့မင်းမြို့မှာပဲအမေဖြစ်သူစီကနေတနေ့နေ့စီကတခါတော့မရောက်ခဲ့ပါဘူးအခုချိန်မှကြာရဲ့အမွေလိုချင်းရဲ့လဲသွားရင်တော့တခြားမရမတွေကစိတ်ဆိုးကြမှသိချတယ်အမရဲ့အမေမှမဆုံးသေးတာကျမဘယ်လိုပြီးတော့အမွေတောင်းရမှာလဲဟဲ့ဘာပဲဖြစ်ဖြစ်နေရစာရှိတာပဲလေနေအမေဆိုရင်လည်းရမယ်တူတူပဲကြကြကြီးကအခုတည်းကချိုးတောင်းထားတော့လေဘာဖြစ်လို့လဲဒီကချင်းတွေကိုလည်းပြောပြလိုက်ပေါ့ဒေါ်တန်တန်ကလေးတွေ့ရင်နဲ့စဉ်းစားကြည့်မိပြီးမဖြစ်ပါဘူးအမေတောင်မဆုံးသေးပဲအမွေတောင်းတယ်ဆိုပြီးတော့မောင်နှမတွေကဝိုင်းပြီးတော့ပြင်နေကြမှာဖြစ်ကိုလေမလို့ချင်ပါဘူးဒေါ်တန်တန်လည်းစားလိုက်အိတ်လိုက်နဲ့အိတ်လည်းဒီစိတ်လည်းဖြစ်နေပြီးစမ်းမွေအိတ်ပျော်ဖြစ်ခဲ့ရပါတယ်ချွေးစင်အိမ်ကိုရောက်လာတဲ့ကတလားကြော်လာပြီးချွေးစင်ရဲ့မိဘတွေကလည်းဘတ်နဲ့လေဘယ်မှာလဲ350တင်တောင်းငယ်ဆိုပြီးတော့မင်္ဂလာဆောင်ပေးမယ်ဆိုရင်အတွင်တင်ထုံးဆက်လာပြီးခနေခဲ့ပါတယ်နှိမ်ကြပါတယ်ချွေးစင်ကိုလည်းဖုံးဆက်ပြီးတော့ဆက်ဆိုပြစ်တင်ကြပြီးချွေးစင်ကတော့ကျွတ်ကိုမဲတော်ပါတယ်မောင်တော်ပြောတော့စင်ဖဲမယ်ကြားဖဲမယ်လေးနဲ့အခုတော့ချွေးစင်ရောက်နေတာတလားကြော်ပြီလေဘာအတန်းမှလည်းထက်မကြရတော့ဘူးဘလို့လုံးမလဲကြော်လေစိတ်ညစ်၍အမေပြစ်သူထံကိုပို့ခဲ့ရပါတယ်ဒေါ်တန်လည်းမတက်နိုင်တဲ့အဆုံးပါပဲအမရဲ့စီကိုဖုံးဆက်ရပါတယ်ဟဲ့တနက်ရဲ့အမေရှိနေသေးတာလေအမေမရှိတော့ဒီလိုစကားတွေပြောရဲဆိုတော့လေထားပါတော့အမကြီးဆုံးကစိတ်မကောင်းစွာပြောတော့လေဒေါ်တန်များမျက်ရည်များဝင်လာခဲ့တယ်မမရဲ့ငါပဲလေဒီဘက်မှာလေဒီလိုချင်းတွေဖြစ်နေတယ်လေနေအောင်မကရှာချီတာပဲသူ့မှာဖက်နှက်ပြရှိလို့350နဲ့တင်တောင်းမယ်လို့ပြောရတာလေမင်္ဂလာမဲဆောင်ရမယ်ဆိုရင်တော့ငါတို့က1Kလို့ရပါတယ်အခုတော့ဟုတ်ပါတယ်မမရဲ့ငါလည်းစိတ်ညစ်တယ်လို့ပြောသားကလေးကဖြစ်နေတာပဲတခြားမျိုးပြောင်းပြန်ရင်တော့ငါတို့ကထပ်နိုင်တော့မှာပဲအမကြီးဆုံးကလည်းတပင်းသားချမိခဲ့တယ်ငါတို့မောင်နှမတွေက8ယောက်လေးတယောက်ကိုပိန်20လောက်ပဲရမှာပဲကြောက်ရင်လေ100လောက်ပဲရမယ်ထင်တယ်မမရဲ့ငါကတော့မရောက်ရပါဘူးနေအသည့်စီတွေမှာပေါင်းကြည့်ပေးပါလားခဏလောက်ဆိုရင်တော့လေငါကျင်းတတ်ပါတယ်ဟဲ့ပေါင်နာက90လောက်ဆိုရင်တော့ဘယ်လိုရမှာလဲတန်ရဲ့ဘယ်လောက်ရမှာလဲဟာရသလောက်နေတာပေါင်ပေးပါတပတ်လောက်ကြာလေချမ်းမောင်နာ340ရသည်ကိုအမကြီးပြည်သူကဖုံးဆက်လာခဲ့ပါတယ်ချမ်းမောင်ဆုံးမြတ်ကိုတပုံရမ်းလိုက်ပြီးဒေါက်တာတန်ကဖုံးဝရိုက်ခံကိုကြည့်လိုက်ပါတယ်တန်ရဲ့သူကဒီအချိန်ကိုတစ်နှစ်စာပေးထားရင်တော့တနေ့တည်းပြန်ပြေးနိုင်တော့နေဆုံးပါပဲဒီအစဉ်ပြေးရဲ့လားလောစေတော့ဒီဘက်ကိုအစဉ်ပြေအောင်လုပ်ပေးရမှာပေါ့မမရဲ့ငါကတော့မဆုံးကျင်ပါဘူးဒေါက်တာတန်လည်းချမ်းပေါရဲ့ရတယ်340ကိုသာဆက်သိန်းချီပေးကဖြေလိုက်ပါတယ်ထမင်းဆိုင်ကနေပတ်စံကြိုထိုးလိုက်ပြီးမင်္ဂလာဆောင်ပေါ်တဲ့ဆေးရိပ်ဆုံးဆန်းကြည့်ရောလေ320လောက်ကုန်ခဲ့ပါတယ်ချစ်တော်ကသူ့ဝါဝဲရှောင်းမှာပဲတထေးစီကဆက်သိန်းချီခဲ့ပါတယ်ဒေါက်ခင်မောကတော့တငယ်ချင်းငယ်တွေကဝတ်ထားတဲ့ငကလေးကိုချွင်အောင်ခဲ့ပါတယ်ဒေါက်တာတန်ရှိသမျှကအကုန်ပြုတ်ခံပြီးတော့အကျွေးတွေခံပြီးတားဖြစ်လို့မင်္ဂလာဆောင်ပေးရတဲ့ဖြစ်တော်ညွန်ကျိုးမရဖြစ်ရပါတယ်အမေရဲ့ကားကျွေးတွေကိုကုဆက်ပေးမယ်ဒါရဲ့မင်းကလည်းအိမ်အောင်တဲ့ဖြစ်နေပြီလေမင်းရှာသမျှကလည်းမင်းမိမကတော့သုံးကျင်မှာပေါ့အမေဘယ်လိုလုပ်ရမှာလဲဘာဆိုင်လို့လဲအမေကသူ့ကိုမတက်တာလို့သာချက်ချင်းယူလိုက်ရတာဆိုတဲ့ကသူကတိနေပြီပဲအမေကိုကျွေးရဆက်ပေးတဲ့ကောင်ကိုလည်းသူကနားလည်မှာပေါ့မင်္ဂလာဆောင်ကိုချောင်းတော်ကိုချွေစနိုးဘက်ကိုတွားရတဲ့ကောင်ဒေါ်တန်းကလည်းစိတ်မျိုးတည်းမှမလာနိုင်တဲ့အခါလေးမင်္ဂလာဆောင်ကရှုံးခဲ့သွားတယ်မင်္ဂလာဆောင်ကရသမျှကိုလည်းဒေါ်တန်းတို့ယူရပေမဲ့လည်းတင်တောင်းငွေ90ကိုတော့ချွေစင်းရဲ့မိဘများကစက်သိန်းသားလက်ဖွဲ့ရေးကျန်တဲ့သူကယူထားခဲ့ပါတယ်ဒေါ်တန်းမှာတော့တနေ့အတွင်းချန်ကိုပြန်ပြေးနိုင်ရင်ချန်လဲဆုံးရပြီးဒေါ်တန်းရဲ့မိဘများအမေဆုံးရသည်နဲ့အမပြည်သူချန်ကိုဖုံးဆက်ရယူခဲ့ပါတယ်
အမကြီးဖြစ်သူမှလည်းထွက်ရည်စင်မကောင်းပါဘူးကြော်လေးရွှေစင်တို့လည်းဒေါသနန်းတို့နဲ့ပဲနေကြပြီးကြော်လေးချီထားတဲ့ဆက်သိန်းကြောင်ရင်လာခွင်တော့လာစာတွေကတသိန်းနှုတ်ခံရမယ်ကျန်တဲ့လာစာကိုတော့ရွှေစင်တောင်းဖို့ရွှေစင်ကြောင်စိတ်ကမကိုလိုဖို့အတွက်တင်နှန်းပေးရတဲ့အခါလေးတင်ညာရေးကိုထောက်ပံ့ပေးရပါတယ်ဒေါသနန်းလည်းလာစာကြိုယူထားတဲ့ပတ်စံကြောင်လေးလာစာတွေက9000ယူ9000ယူနဲ့နှုတ်ခံရပါတယ်အရင်တော့၄ယောက်နဲ့လှုပ်စာပေးမယ်လေစားရလေလူက900မို့လို့အိမ်စေးကမလောက်ချင်ပါဘူးကျော်လေလာစာကလည်းအေလာကအတွက်ဒီလိုလွှဲရလေအပြင်ဘာမှလည်းမရတဲ့ခါလဲချက်တဲလာခဲ့ပါတယ်ငွေရေးချင်းအဆင်မပြေလာလေတော့မိသားစုအဆင်ပြေနေရင်လည်းတော်သေးပါတယ်မိသားစုရေးကပါအဆင်မပြေဘူးကျွန်တော်နဲ့ရွှေစင်တို့ရဲ့အတွက်စကားညရင်ဖြစ်ကြတယ်ရွှေစင်လည်းကျွန်တော်ဝင်ရဲ့စတဲ့ဆွဲဆိုတတ်ပါတယ်ဒါကိုတသက်ကမကြိုက်ပါဘူးညရင်မကောင်းပေမဲ့လည်းတသက်လည်းသူ့မောင်ကိုဆက်ဆိုနေတော့စိတ်ဆိုးတတ်ပါတယ်ဒါဆိုလေရွှေစင်နဲ့ရန်ဖြစ်ကြပါတယ်သမီးရေသူတို့လင်းများရည်ဖြစ်တော့တိတိုင်ဝင်မပါပါနဲ့တောင်မကမကောက်မှုဖြစ်ပါမယ်သဒ္ဒနန်ကတပင်းကိုတီလိုပြောလာပြီးတော့တသက်ကနားလည်ဆန်းရှိခဲ့ပါတယ်ကျွန်တော်နဲ့ရှင်တို့စကားများလေတော့တသက်ကညင်နေပြီးသဒ္ဒနန်ကဒေါခင်မာတို့ကိုပြောတဲ့အတိုင်းပဲဝင်ပြောနေကြပေမဲ့လေနောက်ပိုင်းကျတော့ချွေးမမကောက်မှုရဲ့အထင်ခံရမှာဆိုတာကြောင့်မပြောခဲ့ပါဘူးရွှေစင်ကရောက်တက်လာတယ်ခွေတောင်ဆောင်ဆောက်ကျွေးတွေကလဲပတ်နေတဲ့ကောင်းလေပညာကြောင်လေရွှေစင်နဲ့တော်လိုလည်းရံပြဲကြပါတယ်ညတော့နဲ့နေပြီ7 နာရီလောက်ရှိခဲ့ပါတယ်ဒေါခင်မော်နဲ့တော်တန်နဲ့တက်တို့လေဖျားခန့်မှာအေးကြပြီးတော့တော်နဲ့ရွှေစင်တို့ကမိဘကြောင့်ဘေးကခန္ဓာကားရှိပြီးခံမှာပဲအေးကြပါတယ်သူတို့ရံပြဲထားကအခန်းကိုပဲမပိတ်တာကြောင့်လေလှမ်းမြင်နေရပြီးရွှေစင်လေအဲ့ရဂရိမမထိုင်နေပြီးတော့တော်ကမတက်ရလိုက်ပါတယ်နင်တို့ကောင်ကိုမပေါင်းနိုင်ဘူးနေထက်သားတဲ့ကောင်ကိုယူပြမယ်ယူလေနင်ကငါ့ကိုမပေါင်းနိုင်ရဲ့တခုလည်းဖြစ်မှာငါကတော့နေထက်သားတဲ့ကောင်တွေနဲ့တွေ့မှာလားငါထက်နေတဲ့ကောင်တွေနဲ့ပဲတွေ့ပါမလားဆိုတာစောင့်ကြည့်သေးတာပေါ့ဒေါခင်မော်လည်းမနေနိုင်တော့ရဲ့ရွှေစင်ညီငါတို့သားတွေကိုခွေတောင်းသားလို့မဆဲပါနဲ့တခြားလို့ဆဲချင်ဆဲပါသူကတော့ခွေတောင်းသားဆိုတာညီလည်းသူယူထားတဲ့အထူးပဲလေငါတို့သားကလည်းအရင်ကအချွေးတွေလက်ပတ်နေတာဝိုင်းနေတဲ့သူမဟုတ်ဘူးညီကိုယူလိုက်လို့အချွေးတွေဝိုင်းသွားတာပဲဒေါခင်မော်ကဝင်ပြောလို့တယ်ရှင်ကဆက်ဆက်ခါသွားပြီးတော့မျက်နှာကအကြီးတန်းသွားဆုံးမခဲ့ပါတယ်အမလီမပြောမိလိုက်ပါနဲ့ပြောလိုက်တာနဲ့အကုန်လုံးကဝိုင်းပြောကြတာပဲစိတ်ပြက်ပါတယ်ညီကိုဘသူတွေများဝိုင်းပြောနေလို့လေဒါကငါကပြောတာပါအမရေတော်ပါတော့ပဝင်းချင်ကလည်းမကောင်းဖြစ်မေဒေါ်တနန်ကဒေါခင်မော်ကိုတောင်းလိုက်တဲ့နဲ့ဒေါခင်မော်ကလည်းမကျင်တဲ့ရဲ့ခေါင်းပေါ်ကိုလက်ချလိုက်ပါတယ်တယောက်တည်းပြောနေရတော့မှအကုန်လုံးကဝိုင်းပြောတယ်အကုန်သားဝိုင်းပြောမိရင်တော့ဒီကောင်မကဘယ်တော့ပြောရမယ်မသိဘူးဒေါ်တမော်လည်းရှင်ထဲကလေးလံစွာပဲတပင်းချလိုက်ပါတယ်မနေ့ရောက်တော့လဲရွှေစင်လဲပထစပူ9 နာရီလောက်ထလာခဲ့ပါတယ်ဒေါ်တနန်ကထိုးချင်မှာပဲထမိုးထနေပြီးအိမ်သာထားသွားတဲ့အထင်နဲ့ကြီးနေပဲကြည်လိုက်ပြီးရင်စင်နေရဲ့ဝစ်စားရင်ထနေခဲ့ပါတယ်6 နာရီလောက်တော့သူမကားနာသွားတာကိုဘာမှမပြောပဲထွက်လာခဲ့ရပါတယ်ပါရင်မေမာတော့ထုတ်ပိုးရိမ်နဲ့ပြင်ဆင်ပြီးတော့ကားငါပြီးထွက်သွားတယ်ဘယ်ကိုသွားရလဲမသိဘူးပုံဆက်ကြည့်ပါဦးဒေါ်တန်တန်ကချွေစင်သွားတာကိုပဲကြည့်နေပြီးကျတော့ကိုနှုတ်ရိပ်ပြောလိုက်ပါတယ်ကျတော့လည်းအလူလက်ထားလိုက်ရေးပုံဆက်ပြီးဖုန်းကလည်းမကင်ပါဘူးတနေကုန်စိတ်ဘူးကဖုန်းကိုကြည့်နေပြီးဖုန်းကလည်းလုံးဝခေါ်မရပြီဒီနေ့တော့ချွေစင်ရဲ့မိဘကိုဖုန်းဆက်ရေးချွေစင်လာကိုမေးကြည့်ပါတယ်မိဘတွေကလည်းမလာเจ้าကိုပြန်ပြောပြီးသူတို့ဖုန်းဆက်တော့လေမကနာเจ้าကိုပြောပြလာတယ်နောက်တရက်နောက်မှာတော့ရွှေစင်ရဲ့မိဘကဖုန်းဆက်လာတယ်ရန်ကုန်ရဲ့လက်ထုံမှာပဲအလုပ်ချုပ်နေတဲ့ချင်းနဲ့ကြော်ရင်သူတငယ်ချင်းရှိမှာပဲရှိပါတယ်ထင်နေချွေတင်ကမရှိကပဝင်းကျင်ကသူတွေကလည်းထားတာကြောင့်လေချွေတင်ရဲ့အကြောင်းတွေကိုပြောလာကြတယ်ကြော်ရဲ့မိမကတင်နှမ်းမှာပဲကောင်းလေးတစ်ကောင်နဲ့ခြုံနေပါတယ်ကျမသမီးရတယ်အဲ့ဒီတင်နှမ်းမှာမလို့သိတာပါသမီးကတော့ခဏခဏပြောပါတယ်ကျမကအားနာလို့လာမပြောပြတာပါဒေါ်တနန်ကလည်းစိတ်ချုပ်ကြရပြီးတော့ကျတော်ကိုပြန်ပြောကကျတော်ကမပေါင်းဘူးကွာကိုအမေမေကျွန်တော်ကိုပြစ်နိုင်ပါတယ်ကျွန်တော်ကိုဆက်ဆက်သွားတဲ့မိမကိုတော့ကျွန်တော်မပြစ်နိုင်စရာအကြောင်းမရှိပါဘူးကျတော်ရဲ့တငယ်ချင်းအောင်ကလည်းထောက်ခံခဲ့ပါတယ်ယောက်ျားပေါ်လေးစားမှုမရှိတဲ့မိမကိုဟ
ကွာလေဟေယောတကယ်ချစ်တဲ့မိန်းမကကိုယောက်ျားဘုံကိုမဆဲပါဘူးကိုဘက်ကတွတ်တောင်ကိုမချေတာကိုလည်းမိန်းမမလို့ဆိုပြီးတော့ဆဲဆိုတာကိုလက်ခံပါတယ်အခုတော့သူကမင်းကိုရကြမရှိအောင်ပြောဆိုပြီးတော့မင်းပြန်ပြောရင်လေရမ်းပြစ်ပြီးတော့ဆဲဆိုနေတာပဲဒေါက်တာနန်နဲ့ဒေါက်ခင်မော်တို့ကလည်းဘာမှဝင်ပြောချင်ရင်ဒေါက်တာသူတို့တောင်းကိုမြောက်ပေးရကြမယ်ဆိုတာမျိုးကိုဖြစ်မှာဆိုရင်လေကြော်လေးရွှေစင်ကိုပြန်ပြီးတော့ဆက်သွယ်လာခဲ့ပါတယ်ငါအနေနဲ့မပေါင်းနိုင်ဘူးကွာမင်းရွှေစင်လည်းငိုချရင်မမရှိနဲ့မဖြစ်တော့ဖြစ်ကုန်ခဲ့ပါတယ်ဘောက်ကွာနိုင်ဘူးမောင်မရှိလည်းမဖြစ်ပါဘူးရွှေစင်တောင်းဝင်ပါတယ်မောင်ရင်ကြော်လည်းဟာတက်ပြီးတော့ရေးလိုက်ပါတယ်အေးငါခုမှမရှိလို့မဖြစ်ဘူးဟုတ်လားနေငါပြောတော့ငါထက်သားနဲ့ကောင်းတဲ့ယူမဆိုဘာလို့လဲအခုကျတော့ငါထက်သားတဲ့ကောင်းကိုမတွေ့ဘူးလားနေဦးမဲ့ကောင်းကလည်းမရှိဘူးလားရွှေစင်ရဲ့မိဘတွေကချစ်တော့ကိုပဲသူ့သမီးနဲ့ပြန်မဖို့ပြောလာကြတယ်ဒေါခင်မောကလည်းချစ်တော့ကိုအိမ်နောက်ကမပြစ်စင်တဲ့အကြောင်းလဲရွှေစင်နဲ့ပြန်ပေါင်းစေချင်ခဲ့ပါတယ်ချစ်တော့ကတော့လက်မခံဘူးအမေတခုခုပြောပြီးတော့ဆုံးမပါအောင်သားသူ့ကိုလည်းပြန်မပေါင်းနိုင်ဘူးကွာလိုက်တော့မယ်သူအရင်ကတောင်းကိုမပေါင်းနိုင်ဘူးလို့ပြောတာသားကအရင်ကွာမယ်လို့ပြောခဲ့တာမဟုတ်ဘူးဒေါက်တာကန်ကလည်းစိတ်သက်ညှို့ညွတ်စွာနဲ့တပင်းချမိလိုက်ပါတယ်ရွှေစင်ကမောင်ရွှေစင်နဲ့မောင်မကွာနိုင်ဘူးဆိုတကယ်လို့မောင်တက်ချစ်နေရဆိုရင်တော့ရွှေစင်ကိုရောချစ်ပေးပါမယ်ရွှေစင်နဲ့ကျွန်တော်တို့ဘက်မှရောချစ်တောင်းမှန်သိလာတာကြောင့်လေချီတို့ထုတ်ပြီးတော့ပြောလိုက်ရတယ်ထို့ကကျွန်တော်လည်းစိတ်ညစ်ရပါတယ်အမေရဲ့သူကတခုလည်းဖြစ်မှာတော့ကြောက်သားဗျာတခုလည်းဖြစ်ရင်တော့သူ့ကိုဘယ်သူမှမေးဘူးဆိုတာသိနေကြတယ်ကျော်လေချိုးသွားသားရီပြောနေရင်ဖြင့်သူ့ရင်ထဲမှာမချင်တဲ့မှုတွေနာကျင်မှုတွေများလာတော့သူ့ရဲ့မျက်ဝန်းကနေတဆင်ဒေါက်တာမြင့်ကမြင်လိုက်ရတယ်ဘယ်တဲ့နိုင်မှလဲတာရဲ့မင်းရဲ့အိမ်တော်ရေးကံပဲမင်းသူနဲ့ရေဆက်မကုန်းသိတဲ့ရေတော့အတူရှိနေရမှာလေနိရေဆက်ကုန်းတဲ့နေကြရင်တော့ဘယ်သူအကူညီမှမလိုပဲကွဲကသွားရလိမ့်မယ်သားသူကိုတနေ့တော့ခွင့်လွှတ်ချင်ပါပဲခွင့်လွှတ်နိုင်ဟုတ်ကဲ့ပါရှင်ပစ္စည်းတွေတော့အင်္ဂလိပ်ဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာနေပြီးဆုံးသွားခဲ့ပါပြီရှင်နောက်လာမည့်ဇာတ်လမ်းများကိုလည်းစောင့်မျှော်နှားဆင်အားပေးတော်မူကြပါဦးရှင်နားဆင်သူပိတ်သက်များလည်းကိုယ်စိတ်နှပြချွေးလန်းချမ်းမြေ့ကြပါစေရှင်